ဗုဒ္ဓဘာသာဝင်သူတော်စင်များနေစဉ်တောင်ကြီးကလေးဘဝတွေကစပြီးတော့စိတ်ထဲမှာစိုးရဲနေအောင်မှတ်သားခဲ့ဘူးတဲ့ဘုရားအဆူဆူတို့ရဲ့အဆုံးအမလို့ဒီလိုလဲနားလည်ထားကြတဲ့အဆုံးအမရှိပါလေအဲ့ဒါကဘာလဲဆိုတော့မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားတပ္ပပပတ္တအကရဏံကုသလတုပတံပရာသာစိတ်တပရိယောတပနံဧတံဗုဒ္ဓနာသာသနာလို့ဓမ္မပဒပါဠိတော်မှာရှင်အနန္ဒာရဲ့မေးလျှောက်ချက်ကြောင့်မြတ်စွာဘုရားဟောကြားထားတဲ့ဂါထာတော်လေးကိုအဲ့ဒါဘာသာပြန်ထားတာနော်ဂင်္ဂဝါလူတဲစုမကပွင့်တော်မူကြပြီးဘုရားအဆူဆူတို့ရဲ့အစိုးအမဩဝါဒအနှစ်ချုပ်တနည်းအားဖြင့်ပိဋကတ်သုံးပုံရဲ့အနှစ်ချုပ်လို့လည်းဆိုနိုင်တယ်ပေါ့မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားတပ္ပပပတ္တအကရဏမကောင်းတာမှန်သမျှမပြုတ်လို့ဖြစ်အောင်မပြောပြအောင်မတွေးပြအောင်ရှောင်ကျင်ရမယ်ဆိုတဲ့အဆုံးအမကုသလတုပတံပရာကောင်းမှုမှန်သမျှမိမိတန်တန်မှာပြည့်စုံအောင်ကြိုးစားအထောက်ကြရမယ်လို့ဆိုတဲ့အဆုံးအမသစိတ်တပရိယောတပနံမိမိရဲ့စိတ်ကိုဖြူရှင်တန်ရှင်းအပြစ်ကင်းအောင်ကြိုးစားအထောက်ကြရမယ်ဆိုတဲ့အဆုံးအမကြီးဘယ်နှမျိုးလဲ၃မျိုးမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားအဲ့ဒါဦးဇင်းတို့ဒီနေ့ညမကောင်းမှုရှောင်ဆိုတာလေးကိုဦးစားပေးပြီးတော့ပြောရဒီမှာ10ညလောက်ဦးဇင်းတို့ပြောမှာဆိုတော့ဒေသပေါင်းတော်ကောင်းတို့ရဲ့ခေါင်းထဲမှာလည်းပဲဟောခဲ့တဲ့တရားလေးတွေကိုအစီအစဉ်တွေကြမှတ်သားမိစေခြင်းနဲ့ပေါ့နော်မနေ့တုန်းကနှလုံးသွင်းမှန်ပါစီယောနိသောမနတိကာရအရေးကြီးဆုံးလို့ထင်လို့အဲ့ဒါကိုပထမဦးဆုံးနေ့မှာပြောပါတယ်ဒီကနေ့မကောင်းမှုရှောင်ဆိုတာကိုပြောမယ်မနေ့ပြန်မှာကောင်းမှုဆောင်ဆိုတာကိုပြောမယ်နောက်ရက်မှာစိတ်ကိုဖြူအောင်ထားဆိုတာကိုပြောမယ်နောက်ဒေသနာတွေဆိုတာကဆက်ပြီးတော့တွေးရမယ်ဆိုလို့ရှိရင်ဆက်ပြီးတော့တွေးတဲ့အရာတွေအများကြီးရှိကြဲပြန့်နားလေရလေနော်ဒေသနာတစ်ခုရဲ့အစုံအမရဲ့အရာသာဟာပို့ပြီးတော့ပေါ်လင်းထင်ရှားလေပေါ့အဲ့တော့မကောင်းတာမလုပ်ရဘူးဆိုတဲ့အဆုံးအမကိုငယ်ငယ်လေးကစကြားဘူးထားတယ်ဒါဟာဘလောက်ကြည်ပြန့်လဲဘလောက်လေးနဲ့လဲဘလောက်ထိနုညံ့သိမ်မွေ့လဲနော်ဒါတွေကိုအများကြီးသိဖို့လိုတာပေါ့အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားကမကောင်းမှုကိုမပြုရဘူးလို့ဆုံးမတယ်တားမြစ်တယ်ဘာကြောင့်မကောင်းမှုကိုမပြုဖို့မြတ်စွာဘုရားတားမြစ်ရတာတော့လို့မေခွန်းထုတ်မယ်ဆိုလို့ရှိရင်လိုရင်းကြဖြစ်တဲ့ဖို့လိုတယ်ပေါ့ဘာကြောင့်မကောင်းမှုကိုမပြုဖို့မြတ်စွာဘုရားတားမြစ်တော်မူရတာတော့ဆုံးမတော်မူရတာတော့လို့မေးရင်ဆင်းရဲမှာစိုးလို့အဲ့ဒါလိုရင်းကြဖြစ်တဲ့ဖို့လိုတယ်ပေါ့ဟုတ်တယ်မကောင်းတာလုံးပြီးပြောပြီးတွေးမိရင်တော့အကျိုးဆက်အနေနဲ့ဆင်းရဲဒုက္ခကိုမလွဲမသွေကြုံရလိမ့်မယ်မကောင်းမှုနဲ့ဆင်းရဲဒုက္ခဆိုတာအကြောင်းအကျိုးတစ်စုံပဲရှောင်လို့မရဘူးအကြောင်းတရားကိုပြုပြီးရင်အကျိုးတရားဆိုတာရှောင်လို့ရမလားမရဘူးနော်မကောင်းမှုသည်အကြောင်းတရားဖြစ်တယ်ဆင်းရဲဒုက္ခသည်အကျိုးတရားဖြစ်တယ်ဒီနေရာမှာမကောင်းမှုဆိုတာအလွန်ကျေပြန့်တယ်ညာသောဖြင့်လူတွေကမကောင်းမှုလို့ပြောလိုက်လို့ရှိရင်သိတာထင်ရှားတဲ့ကာယကံမှုဝစီကံမှုလောက်ကိုပဲမကောင်းမှုလို့ဗုဒ္ဓတွေလို့တာမဟာနာတွေပြောတာဟုတ်လားဒီအလုံးနဲ့အပြောကိုပဲမကောင်းမှုလို့စိတ်ထဲမှာပြေးပြီးတော့မြင်မိတတ်ကြတယ်တကယ်ကမကောင်းမှုဆိုတာကာယကံမကောင်းမှုဝစီကံမကောင်းမှုတွေမကဘဲနဲ့ဘယ်ထိနားလဲရမှာလဲမနောကမကောင်းမှုထိနားလဲရမှာနော်စိတ်ထဲမှာအလိုဆန္ဒတွေပြင်းပြင်းထန်ထန်ဖြစ်တယ်ဒါမကောင်းမှုပဲလေဟုတ်လားမကောင်းမှုဆိုတာဘာကြောင့်မကောင်းမှုလို့ပြောရတာလဲနော်အပြစ်ရှိလို့ဆင်းရဲဒုက္ခကိုဖြစ်စေတတ်လို့မကောင်းမှုလို့ပြောတာဟုတ်တယ်မဟုတ်လားအေးတွေ့ကြုံရတဲ့အာယုန်တွေနဲ့ပတ်သက်ပြီးတော့အလိုမကျမှုတွေစိတ်တိုင်းမကျမှုတွေဖြစ်နေပြီဆိုရင်ဒါပါလေမကောင်းမှုပေါ့မိမိရောပေါ့ဆဆဝါရတံဘိုးအချိန်ခါရဲ့တံဘိုးကိုနားမလဲပဲနဲ့ဖြစ်တယ်လို့နေနေတယ်ပမာဒလွှမ်းမိုးပြီးတော့မောဟနဲ့နေနေတယ်ဆိုရင်ဒါလည်းပါလေမကောင်းမှုပဲနော်ဒါကြောင့်မကောင်းမှုကင်းမှုဆိုတာထင်တယ်လို့မလွယ်ဘူးနော်တချို့ကလွယ်လေးပြောရတာရှိတယ်တို့ဘာအကုသိုလ်ရှိပါဘူးပြောရတာရှိတယ်နော်အကုသိုလ်ကင်းဖို့ဆိုတာလွယ်မလားမလွယ်ဘူးနော်ကာယကံဝစီကံမကောင်းမှုကင်းကောင်းကင်းနိုင်ပြီမလို့မနောကံမကောင်းမှုကင်းဖို့ကြတော့မလွယ်တော့ဘူးညာစုကတော့ဝစီကံမကောင်းမှုကင်းဖို့တောင်သိပြီးတော့မလွယ်ပါဘူးဟုတ်လားအဲ့တော့ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့
ဘာကြောင့်မကောင်းမှုကိုမြတ်စွာဘုရားကရှောင်ဖို့တိုက်တွန်းတာတော့ဆုံးမြတ်သုံးမတာတော့လို့မေးရင်ဆင်းရဲမှာဆိုလို့ဒီအခြေခံကြတဲ့လိုရင်းကြတဲ့အဖြေလေးကိုဖြေတတ်ဖို့လိုတယ်ပေါ့တော့ဒီနေရာမှာမကောင်းမှုတွေအကြောင်းတရားဆင်းရဲဒုက္ခတွေအကျိုးတရားဆိုတာလေးကိုပေါ်လွင်ထင်ရှားအောင်တော့မြတ်စွာဘုရားဥဒ္ဒံပါဠိတော်မှာနောက်မှတန်းတင်ထားတဲ့မြတ်စွာဘုရားဥဒ္ဒံပြုခဲ့တဲ့အခါဒါလေးတစ်ပုဒ်ရှိတယ်နောက်အခါတစ်ပါးမှာဘုရားရှင်ကိုရောင်မြတ်ကြီးနောက်ဇေတဝန်ကျောင်းတိုက်တော်မှာသတင်းသုံးတော်မူရင်းနဲ့နန္ဒခင်းခါကာလတာဝတိမြို့တဲ့ကိုမြတ်စွာဘုရားဆွမ်းခံကြွတယ်အဲလိုဆွမ်းခံကြွတဲ့ခါကျတော့ကျောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာရေကန်ကြီးရှိတယ်ဇေတဝန်ကျောင်းနဲ့မြို့ရဲ့ကြားထဲမှာရေကန်ကြီးရှိတယ်အဲ့ဒီရေကန်ရဲ့ဘေးကနေမြတ်စွာဘုရားမြို့ထဲကိုဥတည်ပြီးတော့ဖြတ်လျှောက်သွားတော့အဲ့ဒီရေကန်ထဲမှာကလေးတွေငါးဖမ်းနေတာကိုတွေ့ရတယ်နော်တောက်တွေ့တော့မြတ်စွာဘုရားကလေးတွေပဲဆိုပြီးတော့သူတို့ကိုနော်လစ်လျူရှုပြီးတော့မထားရဘူးအဲ့ဒီနောက်ကိုကြွသွားပြီးတော့မြတ်စွာဘုရားအမေးတော်ရှိတယ်အဲ့ဒီကလေးတွေကိုနော်ကလေးတွေကိုနားခေါ်ကလေးတွေကလည်းရောက်လာတာရောက်လာပြီးတော့ဘာပြောတော့ဆိုတော့จิตသားတို့တဲ့တင်တို့ဟာဆင်းရဲဒုက္ခကိုမနှစ်သက်ကြမှု၍ဆင်းရဲဒုက္ခကိုကြောက်ကြသလားတဲ့အမေးပုံလေးကနော်ဆင်းရဲဒုက္ခကိုမနှစ်သက်ဘဲနဲ့ဆင်းရဲဒုက္ခကိုကြောက်သလားလို့မေးတဲ့အခါကျတော့အဲ့ဒီကလေးတွေကမြတ်စွာဘုရားတဲ့ဆင်းရဲဒုက္ခကိုတပြည့်တော့မနှစ်သက်ပါဘူးတဲ့ဆင်းရဲဒုက္ခကိုတပြည့်တော့ကြောက်လဲကြောက်ပါတယ်ဒါကတော့လူတိုင်းသိဉာဏ်ရှိတဲ့လူမှရဲ့ဆင်းရဲကိုဘယ်သူမှမနှစ်သက်ပါဘူးဆင်းရဲကိုကြောက်လဲကြောက်ပါတယ်ဟုတ်လားအဲ့ဒါလိုလဲဖြေလိုက်ရောမြတ်စွာဘုရားကနော်ဥဒန်းကျူးတယ်တဲ့ဥဒန်းကျူးတယ်ဆိုတာကဘယ်သူ့ကိုရည်ညွှန်းပြီးတော့ပြောလိုက်တာမျိုးမဟုတ်ဘူးစိတ်ထဲမှာမဆန့်တော့လို့နှုတ်တော်ကနေရှမ်းကြလာတဲ့စကားပေါ့ဒါကိုဥဒန်းလို့ခေါ်တာဟုတ်အဲ့ဒါဥဒန်းကျူးတယ်တဲ့မြတ်စွာဘုရားကသစေဘာယထဒုက္ခတသစေယောဒုက္ခမပိယံမာကထပါပကံကမ္မအဝိဝါယတိဝါဒဟောတယ်နော်အဓိပ္ပာယ်ကဘာပြောတော့သစေဘာယထဒုက္ခတဆင်းရဲဒုက္ခကိုတကယ်လို့ကြောက်ကြတယ်ဆိုလို့ရှိရင်သစေယောဒုက္ခမပိယံဆင်းရဲဒုက္ခကိုတကယ်လို့မနှစ်သက်ကြဘူးဆိုလို့ရှိရင်မာကထပါပကံကမ္မအဝိဝါယတိဝါဒဟောတယ်ဝေယမှာပဲဖြစ်ဖြစ်လူရှိမှာပဲဖြစ်ဖြစ်မကောင်းတာကိုမလုပ်ရဘူးတဲ့။အလွန်ပြည့်စုံတယ်နော်။ဆင်းရဲကိုကြောက်တယ်။ဆင်းရဲကိုမနှစ်သက်ဘူးဆိုလို့ရှိရင်မကောင်းတာကိုမလုပ်ရဘူးတဲ့။မကောင်းတာကိုမလုပ်ရဘူးလို့တားမြစ်တဲ့နေရာမှာရှေ့ကဝိသေသနာစကားလေးကိုသတိထားမိဖို့လိုတယ်။အာဝိဝါယတိဝါဒဟောတယ်။ကိုယ်ရမှာပဲဖြစ်ဖြစ်လူရှိမှာပဲဖြစ်ဖြစ်တယ်။ဒါအလွန်ရေးပါတယ်လို့ထင်တယ်နော်။ညာသောဖြင့်တရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေဟာနော်လူရှိမှဆိုရင်တော့များသောအားဖြင့်ဟန်ပန်ပန်စောင့်စည်းမှုနဲ့နေကြတာပေါ့နော်ကိုယ်ရာရောက်ပြီးတယောက်တည်းဖြစ်နေပြီဆိုရင်တော့နော်စိတ်ကိုလွတ်ထားကြတာပဲများတယ်ပေါ့ဟုတ်လားဒါကြောင့်မကောင်းမှုရဲ့အကျိုးဆက်ကိုသိမြင်ပြီးတော့ကိုယ်ရာမှာပဲပြုလူရှိမှာပဲပြုမကောင်းမှုကတော့သူ့ရဲ့အကျိုးပေးကိုဖြစ်စီမှာပဲလို့နားလည်ပြီးတော့ဆင်းရဲကိုကြောက်တယ်ဆင်းရဲကိုမနှစ်သက်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်ရာမှာပဲဖြစ်လူရှိမှာပဲဖြစ်ကောင်းတာကိုလုပ်ရဦးတဲ့သစေစပါပကံကမ္မကရိတ္ထဝါကရောတိဝါကရိတ္ထဝါတကယ်လို့မကောင်းတာကိုအခုလည်းပြုမယ်နောင်လည်းပြုကြမယ်ဆိုလို့ရှိရင်တဲ့နာဝဒုက္ခပမ္ပုတ္တယတိသင်တို့ဟာဆင်းရဲဒုက္ခမလွတ်နိုင်ဘူးတဲ့ဥပိစပိပလာယတံထွက်ပြေးတော်လည်းပဲဆင်းရဲဒုက္ခရဲ့လက်ကမလွတ်နိုင်ဘူးတဲ့ဒါလေးပါဆက်ပြောတယ်နော်မကောင်းတာကိုအခုလဲလုံးမယ်နောက်လဲလုံးမယ်ဆိုရင်ထွက်ပြေးတော့လည်းပဲတင်လို့ဟာဆင်းရဲဒုက္ခကမလွတ်နိုင်ဘူးတဲ့ကာထာနှစ်ပုဒ်ဥဒန်းကျူတာနော်ဒါမှတ်သားစရာကောင်းတယ်ဟုတ်လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ခြေကကြကြနားလည်ရမှာကမကောင်းမှုသည်အကြောင်းတရားဆင်းရဲဒုက္ခသည်အကျိုးတရားဟုတ်လားအဲ့တော့မကောင်းမှုသည်ကာယကံဝစီကံမျှနော်ရှိတာလို့နားလည်မှုမမှားဘဲနဲ့မနောကမကောင်းမှုတွေရှိတယ်ဆိုတာကိုလည်းပဲပြဝဝနားလည်ပြီးတော့စိတ်ထဲမှာထိမကောင်းမှုကိုကင်းအောင်နေပါအောင်ကြိုးစားအထောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်ရှိဦးမလို့လားအဲ့ဒါကြတော့မကောင်းမှုရှောင်ဆိုတဲ့ဆုံးမလေးကအရင်ကျပြန့်လေးနဲ့သွားပြီဆိုတာဘယ်လိုထင်ရှားသွားလဲနော်ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဦးဇင်းတို့ဒီကနေ့ညနော်ဦးစားပေးပြီးတော့ပြောချင်တာကအဲ့ဒီဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ဒီမကောင်းမှုအကုသိုလ်တရားတွေကိုဘယ်ပုံပဲနည်းရှောင်ကျင်ကြမလဲဘယ်ပုံပဲနည်းဖယ်ရှားဖို့ကြိုးစားကြမလဲဆိုတဲ့အပိုင်း
ဒေသနာတော်တွေကိုလေ့လာတဲ့အခါမှာနိမျိုးစုံနဲ့မြတ်စွာဘုရားကမကောင်းတာကိုဘလို့ဖြစ်အောင်ရှောင်ကျဉ်ဖြစ်အောင်ပေရှားနိုင်အောင်သင်ပြပေးတာဆုံးမပေးတာတွေအများကြီးရှိတယ်။အဲ့ဒီတည်းကဦးဇင်းတို့အလွန်ကြိုက်တဲ့သုတ်တန်ဘုံရှိတယ်။အဲ့ဒါကမကောင်းမှုကိုဖေရှားဖို့အခုလိုကိလေသာတရားတွေကိုဖေရှားဖို့အတွက်မြတ်စွာဘုရားရှုထောင့်မျိုးစုံကနေအဲ့ဒီသုတ်တန်တရားတစ်ပုဒ်ထဲမှာနီလန်းတွေကိုအများကြီးပေးထားတယ်။နီလန်း6မျိုးပေးထားတယ်။အဲ့ဒီနီလန်း6မျိုးကိုမှတ်သားမိသိခြင်းနဲ့ပေါ့နော်။ဒီလက်တွေ့ဘဝမှာအသုံးချမယ်ဆိုတဲ့စိတ်ကလေးနဲ့မှတ်သားခြင်းနဲ့ပေါ့ဟုတ်လား။ပြကြပါစို့ဥမာတစုံတရာယောဂဆွဲကပ်နေတယ်။ဒီယောဂဝေဒနာကြောင့်လည်းပဲပြင်းပြင်းထန်ထန်ဒုက္ခဝေဒနာကိုခံစားနေရတယ်ဆိုကြပါစို့။အဲ့လိုဆိုလို့ရှိရင်ဒီယောဂရဲ့အကြောင်းကိုကောင်းကောင်းသိတဲ့ဟုတ်တဲ့ကျွမ်းတဲ့ဆရာကမင်းဒီယောဂပျောက်ခြင်းလို့ရှိရင်နော်ဒီစီအနည်းလေးကိုမင်းပေါ်ပြီးတော့စားဘာကဘလောက်ထဲဘာကဘလောက်ထဲဘာကဘလောက်ထဲအဲ့ဒါဆိုမင်းတေချာပေါက်ပျောက်မယ်အဲ့ဒါကဆရာရဲ့ပုံမှာလည်းယုံကြည်တယ်သူပြောတဲ့စီရဲ့ပုံမှာလည်းယုံကြည်တယ်ဆိုလို့ရှိရင်တော့ဒီစီကိုပေါ်ပြီးတော့စားရမှာပဲဟုတ်လားအဲ့လိုဆိုရင်စီကိုပေါ်စားမယ်လို့သိကူးပြီဆိုရင်တော့စီပေါ်ဖို့အတွက်သူပေးတဲ့နည်းကိုတော့တေးသေးချာချာမှတ်ဖို့တော့လိုလိမ့်မယ်ဟုတ်တယ်မဟုတ်လားစီနီကိုပြောတာပဲကြားလိုက်တယ်ပြီးတော့ဘာကဘလောက်ထည့်ရမှမသိဘူးဆိုရင်ဇဝေဇဝါတွေဖြစ်ကုန်နော်ဟုတ်လားဒါကြောင့်ယောဂဆွဲနေတဲ့ပုဂ္ဂိုလ်တရားယောဂပျောက်ခြင်းနဲ့ယောဂပျောက်စေတဲ့ဆေးကိုရလာပြီဆိုရင်အဲ့ဒီဆေးနည်းကိုတေချာပေါက်နော်ပြီးပြင်းပြင်းတိတိကျကျမှတ်သားလို့အပ်တယ်လို့ဒီတရားဒေသနာကိုလည်းအဲ့လိုမှတ်သားစေခြင်းနဲ့ပြောရရင်ဒကာဓမ္မတို့ဦးဇင်းတို့တန်တာမှာဒီအာဟုတို့တွေကိလေသာတွေအပူဓာတ်လောင်ဓာတ်တွေကယောဂတစ်ခုအနေနဲ့ဆွဲနေတာရှိတယ်နော်ဆင်းရဲတယ်ဆိုတာလည်းကားဆင်းရဲတာမဟုတ်ဟုတ်လားအဲ့ဒီယောဂဝေဒနာကြောင့်အဲ့ဒီယောဂကြောင့်မဖြစ်နိုင်တော့ဆင်းရဲရတာဟုတ်လားအဲ့တော့မြတ်စွာဘုရားကဒီသုတ်တန်လေးသုတ်တန်ရဲ့နာမည်ကအတဝသုတ်တန်လို့နာမည်ပေးပြီးတော့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်စက္ကနိပတ်ထဲမှာမှတ်တမ်းတင်ထားတယ်အတောပေကြောင့်နီလန်းကောင်းများဆိုပြီးတော့ဦးဇင်းတို့အကျဉ်းတော်ဟောထားတာလည်းရှိပါတယ်နောက်တရားတွေကတော့ဟောပြီးသားတရားတွေနာပြီးသားတရားတွေပဲဟောပြမယ်နော်မနေ့တုန်းကပြောခဲ့ပြီဟုတ်လားနောက်ထပ်အသေးစမ်းနော်ပြောတတ်တဲ့ပြောရလောက်အောင်လဲဦးဇင်းတို့မှာအလောက်ကြီးပြန့်ပြန့်အများကြီးသိထားတာမရှိပါဘူးဟုတ်လားတော့ဒါတည်းလည်းပို့ပြီးတော့အများကြီးမပြောတတ်ဘူးနော်ဒါကြောင့်မို့လို့ပြောပြီးသားတရားတွေတချို့လည်းနာဖို့ပြီးသားဖြစ်လိမ့်မယ်ဟုတ်လားအေးအဲ့ဒီအာတဝသုတ်တံမှာမြတ်စွာဘုရားဘယ်လိုလေးဟောပြထားလဲဆိုတော့ယဟန်တို့တဲ့အခုပြောမယ့်အင်္ဂါ6ပါးနဲ့ပြည့်စုံအောင်ကျင့်သုံးနိုင်မယ်ဆိုရင်အဲ့ဒီယဟန်ဟာအာဟုနေယပါဟုနေယဒက္ခိနေယအစ္စလိကရဏီယအနုတ္တရံပုညခိတံလောကတ္တလို့ဆိုတဲ့နော်ဂုဏ်5ပါးနဲ့ပြည့်စုံတဲ့ယဟန်လို့မှတ်ရမယ်တဲ့နော်ယဟန်တစ်ပါးမှာအခုပြောမယ့်အည်အသွေး6ချက်တကယ်လို့ရှိမယ်ဆိုလို့ရှိရင်အဲ့ဒီယဟန်ဒီအာဟုနေယအရက်ဝေးကယူလာတဲ့ဝတ္ထုပစ္စည်းကိုအလှခံယူရင်းကထိုက်တယ်ဆိုတဲ့ဂုဏ်ရှိတယ်ပေါ့ပါဟုနေယဧည့်သည်လွန်ကထားတဲ့ဝတ္ထုပစ္စည်းတွေကိုအလှခံယူခြင်းကထိုက်တဲ့ဂုဏ်ရှိတယ်ပေါ့နော်ဒက္ခိနေယတမလွန်လောကအတွက်ကောင်းကျိုးချမ်းသာကိုရဖို့အတွက်ရည်မှန်းပြီးတော့အလှူတဲ့အလှူဒါနကိုအလှခံခြင်းကထိုက်တယ်ပေါ့အစ္စလိကရဏီယလက်ဥချီမိုးရှိခိုးခြင်းကိုလည်းခံယူထိုက်တယ်နုတ္တရံပုညခိတံလောကတ္တတလောကလုံးရဲ့ကောင်းမှုတည်းဟူသောမျိုးစေ့ကိုစိုက်ပျိုးကျဲချရာလေယာမြေကောင်းကြီးတစ်ပွဲလည်းဖြစ်တယ်လို့ဂုဏ်မတစ်ခုတော့5ခုဒီအင်္ဂါ6ချက်နဲ့ဒီအည်အသွေး6မျိုးနဲ့သာပြည့်စုံအောင်နေထိုင်ကျင့်ကြံနိုင်မယ်ဆိုရင်ဒီဂုဏ်5ပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ဆိုရမယ်တဲ့နော်ဒီလိုလေးနေတန်းချီတာနော်အဲ့တော့ပြည့်စုံရမယ့်အည်အသွေး6မျိုးကဘာလဲအဲ့ဒါကိုသေချာလေးလာကြည့်တဲ့အခါမှာနော်အကုသိုလ်တရားတွေကိလေသာတရားတွေနော်ဒီသုတ်တံမှာတော့အတောတရားတွေလို့မြတ်စွာဘုရားဟောတယ်နော်စိတ်ကိုပူလောင်စေတတ်တဲ့ညှဉ်းနှွမ်းစေတတ်တဲ့နပင်မဆင်းရဲကြောင်းဖြစ်တဲ့အတောတရားတွေနော်အတောတရားဆိုတာကိုပေတတို့ကျွမ်းကျွမ်းကျင်ကျင်မှတ်သားဖို့ပြီးသားနော်အတောတရားအတဝဆိုတာဘာပြောရတော့ရှိုးရှိတဲ့တရားနော်ရည်တွေစီးတယ်ဆိုတာမြင်းရနဲ့နေရပဲစီးတာဒီအတောကအဲ့ဒါတည်းပို့ပြီးတော့စွမ်းနေတဲ့မြင်းရနဲ့နေရနဲ့မကောင်းနေရနဲ့မြင်းရလည်းစီးတယ်တဲ့နော်အထက်ဘဝအောက်ဝီကြီးတန်အောင်ဘုံအားဖြင့်သူစီးနိုင်တယ်နော်အတောတရားနောက်ထပ်အဓိပ္ပာယ်တစ်မျိုးရှိတယ်အတဝဆိုတာဘာကိုပြောအရက်ကိုပြောတာနော်စိန်ကြီးပေါ့နော်အရက်တောက်ထားလို့အရက်မူးနေတဲ့လူတယောက်ဟာပဂရိစိတ်ကင်းပြောင်းနေသူမှာအရက်မူးတဲ့စိတ်ပဲရှိတယ်ပေါ့ရှင်မူးမှုနဲ့ရှင်းနေတဲ့အတွက်ကြောင့်ဟုတ်တာဟုတ်တယ်မဲ
ဟုတ်တာကိုလည်းမဟုတ်ဘူးထင်မဲ့သူကအကုန်ဗျမ်းမတာသူဘာမှပြောလို့မရပြောရရင်တော့ရင်မူးနေတာယူနေတာနဲ့ဘာမှမထူးတကယ်တမ်းကတော့ဟုတ်လားကိုအာတဝကိုမြတ်စွာဘုရားအရက်လို့ဟောတယ်နော်အဲ့တော့ဦးဇင်းတို့ကာမတဝဆိုတဲ့ကာမဂုဏ်အာယုံကိုလိုချင်တဲ့လောဘဘဝတဝလို့ဆိုတဲ့ဘဝကိုမမောတဲ့လောဘဒိဋ္ဌတဝလို့ဆိုတဲ့နော်ယုံနာခန္ဓာကိုပုဂ္ဂိုလ်တ attva လို့ထင်မှမှားတဲ့ဒိဋ္ဌိတည်းဟူသောတက္ကဒိဋ္ဌိတည်းဟူသောအာတဝဟုတ်လားပြီးတော့ပါတော့အဝိဇ္ဇာတဝဆိုတဲ့သစ္စာလေးပါးကိုမသိတဲ့ယုံနာခန္ဓာရဲ့သဘာဝတွေကိုမသိတဲ့မောဟဟုတ်လားတေဟုတ်ကောက်ရင်လောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ရတယ်အဲ့ဒီလောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့သည်တ attva တွေကိုနော်မူးနေစေတယ်ယူနေစေတယ်အမှန်တိုင်းမသိသေးဘူးဗဂရိအရက်ကိုမတောက်လို့ဗဂရိမူးတာနဲ့တော့မမူးကြဘူးဟုတ်လားသို့တော့လောဘဒိဋ္ဌိမောဟဒီဟူသောအာတဝအရက်ကိုတောက်မိတဲ့အတွက်ကြောင့်အာသောတရားတို့ကြောင့်မူးနေတဲ့အမှုကတော့တရားဓမ္မတို့ဦးဇင်းတို့မှာရှိနေတယ်ဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားဒီနေရာမှာအာသောတရားတွေကိုဘယ်ပုံပဲနည်းပယ်ရှားမလဲဆိုတဲ့နိလန်း6မျိုးဟောတာအဲ့ဒီနိလန်း6မျိုးကိုသာတကယ်ပြည့်စုံအောင်ကြိုးစားအထောက်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုအာဟုနေယပါဟုနေယဒက္ခိနေယအင်္စလိကရဏီယအနုတ္တရံပုညခေတ္တံလောကတ္တလို့ဂုဏ်5မျိုးရှိတယ်လို့မြတ်စွာဘုရားချီးကျူးတယ်နော်အဲ့ဒါပြည့်စုံရမယ့်အည်အသွေးကြီး6မျိုးစပြီးတော့ပြောရအောင်နော်အာသောတရားကိုဘယ်လိုပယ်မလို့တနည်းအားဖြင့်ခုစကားအလင်းတဲ့နေတာကဘာလဲအကုသိုလ်တရားတွေမကောင်းမှုတရားတွေကိုဘယ်လိုပယ်ရှားမလို့ဘယ်လိုရှောင်ကျဉ်ကြမလို့ဆိုတဲ့အပိုင်းပေါ့နော်အဲ့ဒါမြတ်စွာဘုရားကနော်ဒေသနာကိုဟောတဲ့အခါမှာအစီအစဉ်တကြလေးဟောတယ်ဟုတ်လားဉာဏ်စိတ်ဝင်စားတဲ့အကောင်းနေတန်းလေးခင်းပြီးတော့မြတ်စွာဘုရားတစ်ခုချင်းစီကိုပြောပြတယ်လို့ပြောပြတော့ဆိုတော့ယဟန်တို့တဲ့စောင့်စည်းမှုဖြင့်ပယ်ရမယ့်အာသောတရားကိုစောင့်စည်းခြင်းဖြင့်ပယ်ရမယ်တဲ့တံဝရစောင့်စည်းတာနော်စောင့်စည်းမှုနဲ့ပယ်ရမယ့်အာသောတရားတွေကိုစောင့်စည်းခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရအဲ့တော့ဒါကိုအจิตတဝမြတ်စွာဘုရားထပ်ပြီးတော့အဓိပ္ပာယ်ဖွင့်တဲ့အခါဘယ်လိုဖွင့်ပြတော့နောက်စောင့်စည်းမှုဖြင့်ပယ်ရမယ့်အာသောတရားကိုစောင့်စည်းမှုဖြင့်ပယ်ရမယ်ဆိုတာကမျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့ဣန္ဒြေ6ပါးဧတတို့အလုံးကျွမ်းကျင်ပြီးသားနော်ဒီခန္ဓာကိုယ်ကြီးကိုမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့နော်ဓာရတကား6ပေါက်နဲ့တိဆောက်ထားတာဒီတကား6ပေါက်ကိုပဲဣန္ဒြေ6ပါးလို့ဒီလိုလဲသုံးတယ်နော်ဣန္ဒြေဆိုတဲ့စကားလေးကဘယ်လိုအဓိပ္ပာယ်ရလဲအစိုးရခြင်းလို့အဓိပ္ပာယ်ရတယ်ဟုတ်လားဣန္ဒြေကသူကအမျိုးမျိုးဟောတာဗျနော်ဗောဓိပက္ခိယတရားမှာတော့ဣန္ဒြေကို5ပါးဟောတယ်တတ္တိန္ဒြေဝိရိယန္ဒြေတတ္တိန္ဒြေသမာဓိန္ဒြေပညာန္ဒြေဆိုပြီးတော့ဟုတ်လားကောင်းမြတ်တဲ့အရာမှာစိတ်ကိုအစိုးတရားရှိတဲ့အရာကြီး5ခုဟုတ်လားခုဒီနေရာမှာမျက်စိနာနဲ့လျှာကိုယ်စိတ်ကိုဣန္ဒြေလို့ဟောတဲ့နေရာမှာဒီနေရာမှာဆိုလိုတဲ့ဣန္ဒြေအစိုးရခြင်းကဘာကိုပြောတာတော့ရိုးရိုးလေးမျက်စိဆိုတာမြင်မှုကိုအစိုးရတယ်မျက်စိမပါဘဲနဲ့မြင်လို့မရဘူးမြင်တဲ့နေရာမှာမျက်စိကအကြီးအကဲပဲမျက်စိကအစိုးတရားရှိတယ်နားနဲ့မြင်ရင်လို့မရဘူးနှာခေါင်းနဲ့မြင်ရင်လို့မရဘူးနော်မြင်မှုအနေအထားအကုန်လုံးဟာမျက်စိပေါ်မှာအဓိကမူတည်နေတယ်ပေါ့ဆိုလိုတာမျက်စိမှုံရင်မြင်မှုလည်းမှုံသွားတာပဲငပင်ပြင်တော့မပြတ်သားတော့ကြားတဲ့ကိစ္စမှာနားသည်အစိုးတရားရှိတယ်နော်အနံ့ရတဲ့ကိစ္စမှာနှာခေါင်းသည်အစိုးတရားရှိတယ်အရာသာကိုသိတဲ့နေရာမှာလျှာသည်အစိုးတရားရှိတယ်ဟောအတွေ့အထိကိုသိတဲ့နေရာမှာဒီကာယပတာရသည်အစိုးတရားရှိတယ်အဲ့လိုပဲဓမ္မယုံတွေ့ရကြံတဲ့နေရာမှာစိတ်သည်အစိုးတရားရှိတယ်ဆိုပြီးတော့နော်သူ့နေရာသူ့ဌာနမှာအစိုးတရားရှိတဲ့တရားတွေမို့လို့မျက်စိနာနာလျှာကိုယ်စိတ်ကိုဣန္ဒြေလို့ဟောတာဟုတ်လားဣန္ဒြေ6ပါးအဲ့တော့စောင့်စည်းခြင်းဖြင့်ပယ်ရမယ့်အာသောတရားကိုစောင့်စည်းမှုဖြင့်ပယ်ရမယ်ဆိုတာအဲ့ဒီဣန္ဒြေ6ပါးကိုစောင့်စည်းရမယ်လို့ပြောတာလေဟုတ်လားမြတ်စွာဘုရားတော့စနစ်တကျလေးဟောတယ်တော့ဆိုရပါစို့ဒီမြင်တာနဲ့ပတ်သက်ပြီးတော့မျက်စိကိုမစောင့်စည်းနိုင်လို့လောဘတွေဒေါသတွေကိလေသာတွေဖြစ်လာတယ်ဆိုရင်အဲ့ဒီလူမှာပူရတယ်လောင်ရတယ်ပင်ပန်းရတယ်ဟုတ်လားမြင်လိုက်လို့လိုချင်မိတယ်ဒါပူလောင်တော့တာပဲလောဘကြောင့်ပူလောင်တယ်ဆိုတာတုံတုံညံနဲ့မသိနိုင်ဘူးမကြိုက်တာမြင်လိုက်လို့ဒေါသဖြစ်ပြီးဆိုရင်တော့ပူလောင်တာကနည်းနည်းထင်ရှားတယ်ဟုတ်လားဒါကမျက်စိကနေစပြီးတော့လောင်တာနော်ဟုတ်လားအဲ့တော့ဒီမျက်စိကိုမစောင့်စည်းနိုင်လို့အဲ့ဒီပူမှုလောင်မှုဟာဖြစ်လာတာဟုတ်လားမစောင့်စည်းရင်ပူလောင်မှုဖြစ်လာတယ်ဒါကိုနားလည်ပြီးတော့ဒီပူလောင်မှုမဖြစ်စေရဘူးဆိုပြီးတော့မြင်တာကိုအကြောင်းပြုပြီးတော့ပူလောင်မှုမဖြစ်စေရဘူးဆိုတော့မျက်စိကို
နော်အကြောင်းပြုပြီးတော့ယာကဒေါသမဖြစ်အောင်ကြိုးစားတာကိုဒါမျက်စိကိုစောင့်စည်းတယ်လို့ခေါ်တာတဲ့ဟုတ်လားဒါဘာဝနာနဲ့ကင်းပြီးတော့မဖြစ်ဘူးနော်တတိထားရတာနော်မြင်တိုင်းတတိထားရတာအဲ့လိုပဲကြားတိုင်းတတိထားရတာကြားတာနဲ့ပတ်သက်ပြီးတော့ယာကဒေါသဖြစ်တယ်ဆိုရင်ဒါနားကိုမဆောင်စည်းနိုင်တဲ့လူနားကြောင့်သူပူလောင်ရတဲ့ဆင်းရဲအဲ့ဒါတွေကိုနားလေပြီးတော့မဆောင်စည်းရင်ငါပူလောင်လိမ့်မယ်ပင်ပန်းလိမ့်မယ်ဆင်းရဲလိမ့်မယ်လို့သိပြီးတော့ဒီမျက်စိနာနာလျှာကိုယ်စိတ်ကိုမလုပ်တာတော့စောင့်စည်းတာတဲ့အဲ့ဒီလိုစောင့်စည်းလိုက်လို့ရှိရင်မစောင့်စည်းလျင်ဖြစ်နိုင်တဲ့အာသောတရားတွေဟာမဖြစ်တော့ဘူးဒါရိုးရိုးလေးပဲနော်မစောင့်စည်းရင်ယာကဒေါသဖြစ်မယ်စောင့်စည်းရင်ယာကဒေါသမဖြစ်အဲ့လိုဆိုရင်စောင့်စည်းခြင်းဖြင့်ပယ်ရမယ့်အာသောတရားကိုစောင့်စည်းပြီးတော့ပယ်ရမယ်ဆိုတာနားမလည်ကြရှိသေးလားမရှိတော့ဘူးကိုယ့်ရဲ့မျက်စိနာနာလျှာကိုယ်စိတ်ကိုစောင့်စည်းရမယ်လို့ပြောတာဒီနေရာမှာဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကတော့ယဟန်တော်၅ပါးရှိတယ်အဲသူတို့စကားဆက်ပြီးတော့ဗာပြောလဲဆိုတော့စောင့်စည်းရတာတွေမှာဟောဒီမျက်စိဟာအလွန်ခက်တယ်ဟိုကကြည့်ခြင်းဒီကကြည့်ခြင်းဟုတ်လားနော်သူကမျက်စိနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုရှိတဲ့ယဟန်ဖြစ်မယ်ပေါ့နောက်တစ်ပါးကမျက်စိနဲ့နားပို့ပြီးတော့စောင့်စည်းရတာခက်တယ်နောက်တစ်ယောက်ကဟာအနက်နဲ့ပတ်သက်ပြီးတော့စောင့်စည်းရတာလည်းမလွယ်လှဘူးနောက်တစ်ယောက်ကအရာသာကပိုးတောင်းဆိုးသေးတယ်ဒီအရာသာကမြင်ရင်စားခြင်းနော်အတွေ့အထိကလည်းခက်တာပဲဟောညဉ့်ညတာခုံညတာအဲ့ဒါနဲ့မြတ်စွာဘုရားထံတော်မောက်ရောက်လာပြီးတော့အဖြေတောင်းကြတော့မြတ်စွာဘုရားကဒီအိန္ဒြေ၅ပါးသူ့ကြတော့မနိန္ဒြေမပါသေးဘူးပေါ့နော်သူတို့က၅ပါးတည်းလာတာဟုတ်လားမျက်စိနာနာလျှာကိုဟုတ်လားဒီအာယုံ၅ပါးဒီဓဝရ၅ပါးဟာအကုန်လုံးဘယ်ရာမှစောင့်စည်းရတာမလွယ်ဘူးတဲ့အကုန်ခက်တယ်တဲ့ခက်လို့မို့သင်တို့ဟာရှေ့တုန်းကဘီလူတွေရဲ့အစာကိုခံရပြီးတော့နော်အသက်ကုန်ခြင်းတို့ရောက်ဖူးပြီဇတ်တော်လေးတပုတ်ဟောတယ်ပေတရုကြားပါတယ်နော်ဘုရားလောင်းကနော်တက္ကသိုလ်ကြီးမှာနော်ဘုရင်တစ်ပါးရဲ့သားဖြစ်တယ်အငယ်ဆုံးဆိုတော့ထိနှန်းစည်းစိမ်ရဖို့သူကမသေးကြဘူးအဲ့ဒီမှာပြည့်စေကဗုဒ္ဓရှင်မြတ်တွေကထိနှန်းစည်းစိမ်ကိုရခြင်းရင်နော်တိုင်းပြည်တစ်ခုကိုအရောက်သွားမယ်နော်ဝေးကြီးကနေပတ်သွားလို့ရှိရင်တော့ခရီးရောက်ဖို့မလွယ်ဘူးဖြက်လန်းသွားရင်မြန်မြန်ရောက်မယ်ဒါပေမဲ့ဖြက်လန်းသွားရင်တော့ဘီလူတွေရှိတယ်ဒါတင်သွားနိုင်လို့ရှိရင်အဲ့ဒီမှာတင်ရှင်မင်းဖြစ်လိမ့်မယ်အဲ့ဒါနဲ့စွန့်သားပြီးတော့သွားမယ်ဆိုတော့သူ့ရဲ့နောက်ကနောက်တော်ပါငယ်ပါတွေအပေါင်းပါတွေကသူတို့လည်းလိုက်မယ်ဆိုတော့9ယောက်လိုက်သွားကြတာလမ်းကြတော့ဘီလူမတွေဖန်ဆင်းထားတဲ့ယူပါယုံမှာဆွဲညှိပြီးတော့တယောက်ကကြံရစ်တယ်ဘီလူတွေမှတည့်ရတဲ့ကြံရစ်တာနော်ကြားဦးတယ်နော်ဒီဇက်တော်ကိုကြားဦးတယ်နော်ဟုတ်လားနောက်တယောက်ကအတန်မှာဆွဲညှိပြီးတော့ကြံရစ်တာအဲ့ဒါအာယုံ၅ပါးနောက်ကလိုက်တော့တဲ့9ယောက်အကုန်ပြုတ်ပြီးတော့ကြံရစ်တယ်အခုစံအဒီဇက်တော်ကိုဖတ်ကြည့်တဲ့အခါစိတ်ထဲမှာမလို့ခံစားရတော့ဆိုတော့ဒီအခုဖန်ဆင်းပြနေတဲ့အစင်းတွေအတန်တွေအနက်တွေရတာတွေအတွေ့အထိတွေဟာဘီလူမတွေကထောင်ချောက်ဆင်ပြီးတော့သူတို့ကိုစားမလို့ဖန်ဆင်းပြထားတာဆိုတာကိုသူတို့သိတယ်တိပါလျှက်ကယ်နဲ့အဲ့ဒီမှာတိတိကြီးနဲ့ကြံရစ်တယ်အဲ့ဒီအချက်ကိုစဉ်းစားမိတယ်ဟာဒီလူတွေကအလွန်မိုက်တာပဲလို့မထင်နဲ့နော်လူတိုင်းမိုက်နိုင်တယ်နော်အဲ့တော့ဦးဇင်းဘာစဉ်းစားမိဆိုတော့အာယုန်တွေကိုတိတ်တော့အထင်မသေးနဲ့ဟုတ်လားနော်အသေးခံပြီးတော့မိုက်ရဲလောက်အောင်ထိနော်စွဲညှိစေတတ်တယ်နော်ကိုင်းသေးတာနဲ့ဒီအာယုန်ရတာနဲ့ဘယ်ဖရာရွေးမလို့တေးခြင်းလဲတေးပါစေအာယုန်ရရင်ပြီးတာပဲဆိုအဲ့ဒီအထိတောင်မှအာယုန်တွေဟာတတ္တဝါကိုဆွဲဆောင်နိုင်တယ်ဒါကိုနားလေစေချင်တာပေါ့နော်မြင်ရရင်ပြီးတော့တေးရင်တေးပါစေကြားရင်ပြီးတော့တေးရင်တေးပါစေဒီထိသွားမှာနော်ဟုတ်လားအဲ့တော့မြတ်စွာဘုရားအဲ့ဒီမှာအဲ့ဒီယဟန်တော်၅ပါးလိုလျှောက်ထားလာတာကိုအကြောင်းပြုပြီးတော့အဲ့ဒီဇတ်တော်လေးကိုဟောပြီးတော့ကာထာနှစ်ပုဒ်ဟောတာရှိတယ်ဓမ္မပါဠိပါဠိတော်မှာသက္ခုနာတံဝရောတာရုတာရုသောတေနတံဝရောဂာနေနတံဝရောတာရုတာရုဇိဝါယတံဝရောကာယေနတံဝရောတာရုဝါစာယတံဝရောနော်မနတ္တတံဝရောတာရုတပ္ပထတံဝရောတပ္ပထတံဝရောဘိက္ခုတပ္ပဒုက္ခဗမုစ္စတိတဲ့ကာထာနှစ်ကာထာကွယ်ဟောတယ်နော်အဓိပ္ပာယ်ကပါပြောတော့သက္ခုနာတံဝရောတာရုမျက်စိကိုစောင့်စည်းနိုင်ခြင်းဟာကောင်းတယ်တဲ့မနေ့ကတော့စိတ်ကိုစုံမနိုင်ခြင်းဟာကောင်းတယ်လို့ပြောနော်တာဓုဆိုတာဗာလဲကောင်းတယ်လို့ပြောတာဟုတ်လားသက္ခုနာတံဝရောတာရုမျက်စိကိုစောင့်စည်းခြင်းဟာကောင်းတယ်တာဓုတောဒေနတံဝရောနားကိုစောင့်စည်းခြင်းဟာလည်းကောင်းတယ်ဟုတ်လားဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဒီအတန်လေးနဲ့ပတ်သက်ပြီးတော့လောဘဒေါသမောဟမဖြစ်အောင်ကြိုးစားတာကိုပြောတာနော်လောကီလိုလည်းပဲဒါကအရန်အသုံးတည့်မယ်လို့ထင်တယ်နော်မနေ့လေဘုံဘုံဈေးထဲကိုရောက်တယ်ဟုတ်လားတေချာကြည့်တယ်လူတွေအတွက်အများကြီးမလိုတာတွေတကယ်မလိုတာတွေပဲများတယ်နော်တကယ်လိုတာတွေကသိမ့်မရှိဒီမှာထူးထူးခြားခြားတွေ့ရတော့နေရာတိုင်းမှာစားနေကြတာပဲအကု
တုံစားနေတာပဲတွားရင်လည်းစားနေတယ်နော်နေရာတကာတိုင်းစားတိုင်းနေကြီးပဲနော်တကယ်ဆိုဗျာကောင်းကျင်တယ်ဆိုရင်စောင့်စည်းရမယ်နော်မျက်စိကိုစောင့်စည်းခြင်းဒီကောင်း၏နားကိုစောင့်စည်းခြင်းဒီကောင်း၏နှာခေါင်းကိုလျှာကိုကိုယ်ကိုဟုတ်လားအဲ့ဒီကိုယ်ကိုကြားတော့မြတ်စွာဘုရားနှမျိုးအဓိပ္ပာယ်ထွက်တဲ့စကားနဲ့ဟောတယ်ကာယေနတမ္မရောတာတို့ဆိုတာဒီအတွေ့အထိနဲ့ပတ်သက်ပြီးတော့ကာယပတာရကိုစောင့်စည်းတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ကိုယ်ကိုအဓိပ္ပာယ်တစ်မျိုးဟောတယ်ကာယဒုစရိုက်ကိုမလုပ်သင့်ဘူးဆိုတဲ့ကာယကံရှုတော့ကနေပြီးတော့ကိုယ်ကိုအဓိပ္ပာယ်တစ်မျိုးဟောတယ်ဟုတ်လားနောက်ဦးဇင်းတို့ဝါစာယတမ္မရောတာတို့လို့ဟောအိန္ဒိ6ပါးနဲ့မပါဘဲနဲ့စကားကိုစောင့်စည်းရမယ်တော့နှုတ်ကသူကအရာသာကိုစောင့်စည်းတဲ့အဓိပ္ပာယ်တစ်မျိုးရှိတယ်အပြောကိုစောင့်စည်းရမယ်ဆိုတဲ့အဓိပ္ပာယ်တစ်မျိုးရှိတယ်ဒေသနာကကြည့်ရတယ်နော်ဟုတ်လားနော်ကာယေနတမ္မရောတာတို့ဝါစာယတမ္မရောဟုတ်လားပြီးတော့ဘယ်ဆက်သွားတော့နောက်ဆုံးအိန္ဒိဖြစ်တဲ့မနိန္ဒိမနတ္တတမ္မရောတာတို့စိတ်ကိုစောင့်စည်းခြင်းဟာလည်းကောင်းတယ်သူကတော့အခရာပဲအချုပ်ပဲစိတ်ကိုစောင့်နိုင်လို့ရှိရင်ကျန်တာကစောင့်ပြီးသားဖြစ်တယ်လို့အဲ့ဒီဒေသနာလည်းရှိတယ်နော်စိတ်ကိုစောင့်နိုင်ရင်ကျန်တာကစောင့်ပြီးသားဖြစ်တယ်နောက်တော့မြတ်စွာဘုရားဘလို့ချုပ်လိုက်တော့တာဓုတပ္ပထတမ္မရောအလုံးစုံကိုစောင့်စည်းနိုင်ရင်ကောင်းတယ်တဲ့။အစသာရရစောင့်စည်းနိုင်လေကောင်းလေပဲတဲ့။ဟုတ်လား။ဘာလို့တော့တပ္ပထတမ္မရောဘိက္ခုတွေအလုံးစုံကိုစောင့်စည်းမယ်ဆိုရင်အဲ့ဒီယဟန်ဟာတပ္ပဒုက္ခပမုစတိတဲ့အလုံးစုံသောဆင်းရဲဒုက္ခလွတ်မယ်တဲ့။ဟုတ်လား။ဒါကြောင့်အခုဒီအာသဝတုဒ္ဓါမှာဒီစောင့်စည်းမှုဖြင့်ပယ်ရမယ့်အာသောတရားတွေကိုစောင့်စည်းမှုဖြင့်ပဲပယ်နိုင်အောင်ကြိုးစားရမယ်။သူ့ကိုနံပါတ်1နေရာမှာထားပြီးတော့ဟောတာနော်။အလွန်ကျေပြန့်တဲ့ဒီဥစ္စာကိုကိုယ့်အကူကျေပြန့်စဉ်းစားနော်ဒီအာယုံ6ပါးဒီဓာရ6ပေါက်ဒါတွေကြောင့်ဘလောက်ဒုက္ခရောက်နေတော့ဒါတွေကိုမဆောင်စည်းနိုင်လို့ဘလောက်ပိုဒုက္ခတွေများနေတော့ဘလောက်ပိုပြီးတော့ရှားနေရတော့ဘလောက်ပိုပြီးတော့ပင်ပန်းနေတော့စဉ်းစားကြည့်တယ်နော်ကံကောင်းလို့အတိဘဝကံကြောင့်ပစ္စည်းပေါ်များတဲ့နောက်တတိတွေရဲ့ဝမ်းမှာဝင်စားလို့ဘလို့ကုံအောင်သုံးရမှမသိလို့ရှောက်သုံးနေရတယ်ဆိုရင်သိမထောင်းတာဘူးကိုသုံးရမှကိုယ့်ကိုရှားနေရဆိုရင်တော့မတန်ဘူးဟုတ်လားအဲစဉ်းစားကြအလွန်ကောင်းတယ်နော်အဲတချို့ကဟုတ်နိုးကောင်းလို့လုပ်တော့အတင်းသုံးနေတာပြီးတော့ဘယ်သူရှားအောင်ဆိုကိုပဲရှားတာလေဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်တဲ့နော်ဒီကိစ္စဟုတ်လားဒါကြောင့်ပေသက်ပေါင်းတော်အောင်တို့အကုသိုလ်တွေကိလေသာတရားတွေအသောတရားတွေကိုပယ်ဖို့အတွက်မြတ်စွာဘုရားပထမဆုံးပေးတဲ့နိလန်းကယသိနာနာလျာကိုယ်စိတ်ကိုစောင့်စည်းရမယ်မစောင့်စည်းရင်ဖြစ်နိုင်တဲ့ကိလေသာအသောတရားတွေကိုစောင့်စည်းခြင်းအဖြစ်မဖြစ်အောင်ကြိုးစားရမယ်ဒါပြောတာနော်နောက်ဦးဇင်းတို့ဗာဆက်ပြီးတော့ပြောတော့နော်စောင့်စည်းမှီဝဲတိခံမြဲနောက်ဦးဇင်းစောင့်ပုဒ်ကလေးစီထားတယ်မှတ်မိအောင်လို့နောက်စောင့်စည်းပြီးတော့မှီဝဲတယ်နော်ပဋိသေဝနာနော်မှီဝဲခြင်းဖြင့်ပယ်ရမယ့်ကိလေသာအသောတရားတွေကိုမှီဝဲခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားရမယ်တော့မှီဝဲတယ်ဆိုတာဒီနေရာမှာဘာကိုရည်ညွှန်းတာတုံးဆိုတော့ရဟန်းတော်တွေကိုဟောတဲ့ဒေသနာဖြစ်တဲ့အတွက်ကြောင့်သူကစွမ်းသင်္ကန်းကြောင်းစေကိုရည်ညွှန်းတာဒီခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်နော်အစာအာဟာရကိုမစားလို့မရဘူးနော်ဒါအခြေခံဟုတ်လားအဝတ်ဝတ်မပေးလို့မရဘူးနောက်နေရာထိုင်ခင်းနဲ့မနေရလို့မရဘူးဟုတ်လားပြီးရင်ပါလဲစေဝါမမီဝဲရလို့မရအောင်ခန္ဓာကိုယ်ရဲ့အဓိကလိုအပ်ချက်ကြီးတွေလို့မဆိုနိုင်ဘူးလားအဲ့ဒါကိုမမီဝဲလို့မရဘူးမမီဝဲလို့ရှိရင်ဘာဖြစ်မလို့ပြဿနာဖြစ်မယ်ပေါ့ဟုတ်လားခန္ဓာကိုယ်မကျွေးဘဲနဲ့ထားရင်ဘာဖြစ်မလို့ဒုက္ခရောက်မယ်ပေါ့စားလာပြီဆိုပြီးဆိုမှတော့အဲ့ဒါဘာဖြစ်ပြီတော့အကုသိုလ်ဖြစ်တော့မှာပဲလေစိတ်တွေမကြည်မနှက်ဖြစ်လာမယ်ဟုတ်လားစဉ်းစားကြည့်တော့မကြွေးပဲနဲ့ထားကြည့်ကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားဟောဒါကိုပြောတာနော်မှီဝဲခြင်းအဖြစ်ပယ်ရမယ့်ကိလေသာရှိတယ်ဟောတချို့ကအစွန်းရောက်ကြတာလေဟုတ်လားမစားပဲနေမယ်မဝတ်ဖဲနေမယ်ကနာကိုညှင်းစင်းမယ်ဟုတ်လားမှီဝဲတဲ့မှီဝဲတိုက်တာကိုမမှီဝဲတော့ဘာဖြစ်ပြီတော့ဆင်းရဲတော့တာပေါ့အကုသိုလ်ဖြစ်တော့တာအသောတရားတွေဖြစ်တော့တာဟုတ်လားဒါကြောင့်မှီဝဲခြင်းဖြင့်ပယ်ရမယ့်ကိလေသာအသောတရားတွေကိုမှီဝဲခြင်းအဖြစ်ပယ်ရမယ်အဲ့တော့ဒီနေရာမှာမှီဝဲတယ်ဆိုတာကဉာဏ်ပညာနဲ့ရှင်တဲ့စဉ်းစားဆင်ခြင်မှုနဲ့ရှင်တဲ့မှီဝဲမှုကိုရည်ညွှန်းတာဒါကြောင့်ဒီဒေသနာရဲ့စာလေးမှာပဋိသင်္ခါယောနိသောဆိုတာလည်းပါတယ်နော်ဉာဏ်ပညာဖြင့်ဆင်ခြင်၍တယ်ဟောဆိုကြပါစို့စားပြီဆိုရင်ဘလို့မှီဝဲမလို့ဘလို့စားမလို့နော်ရိတ်တာဝင်မှုတဲ့လူတွေဆိုရင်သိမယ်နော်စားကနေမှရွတ်ရတာလေးရှိရလေဣတိစဝဲမဲမဲကိုမြူးရမှန်ကြွလပရည်စင်းပြည့်ဖြိုးခြင်းကမသုံးပါဘူးလေးပြတတ်ဆောင်ဤကိုကောင်းသည်ရှိအောင်ဒီလေးအသက်မြရမမောပန်းညာဘုရားသာသနာကျင့်တဲ့ဘုရားကိုကျင့်မာနိုင်စေ
ဝေနာဟောင်းတဲ့မဖြစ်เสียရာပိုက်မြတ်လေခသိမ်းပြစ်တို့မဖြစ်လေအောင်ချမ်းမြေ့အောင်ဟုသုံးဆောင်မိရဲပါတည်းနော်နှစ်ချုပ်ကပါလေဒီခန္ဓာကိုယ်ကြီးဝါပြဖို့လှဖို့ပါဖို့တင့်တယ်ဖို့အတွက်ဒီလိုရည်ရွယ်ချက်နဲ့စားတာမဟုတ်ပါဘူးတဲ့ဒါစားမှရှင်းတတ်နိုင်မှာဟုတ်လားလဲဝင်ရိုးကိုအတန်မထွက်အောင်အဲစီထိုးသလိုမျိုးပေါ့နော်မြတ်စွာဘုရားရဲ့သာသနာကိုကျင့်သုံးနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီအစာဟာရကိုစားပါတယ်ဆိုပြီးတော့ဉာဏ်နဲ့ဆင်ခြင်ပြီးတော့ဘာလို့အောင်လို့မှီဝဲရမယ်မကြွေးပဲထားလို့မရဘူးဟုတ်လားအဲ့လိုပဲဝိပ္ပိဆိုရင်လည်းပဲဆင်ခြင်မှုမြတ်စွာဘုရားသင်ပေးတယ်နော်လို့သင်ပေးတာတော့ကျမ်းမှုကိုဖြတ်ချင်မဲ့လေးနေကင်းမွေလွှဲသုံးဟိရိကုံကိုကုံသေးတတ်စွာကိုယ်အင်္ဂါကိုလုံမာစီလိုကိုယ်စံပဲဆင်ပြေမဲ့ဟုစိတ်ဝဲမတန်ဤသင်္ကန်းကိုဘုံလုံးသုံးဆောင်ပါသတည်းတဲ့ဒါကတော့ဘုံတို့တော့ကိုရင်ပေါက်စားဘွားတွေကစားကြည့်ရတဲ့စာလေးဆိုတော့မမေ့ဘူးပေါ့ဟုတ်လားချမ်းမှုကိုဖြဲချင်မဲ့လေးနေကင်းမွေလွှဲသုံးဟိရိကုံကိုကုံစီတတ်စွာကိုယ်အင်္ဂါကိုလုံမာစီလိုတော့ချမ်းမှုကိုဖြည့်ဆည်းဖို့ချမ်းမှုကြောင့်ဒုက္ခမရောက်ဖို့နော်တော့ခြင်းတို့အားတို့နော်ရေနော်လေနော်နေပူနော်ဒါတွေကိုကာကွယ်ဖို့ဟုတ်လားပြီးတော့အရှက်အကြောက်ကိုဖြည့်ဆည်းတတ်တဲ့အင်္ဂါကြီးငယ်ကိုလုံဖို့အတွက်ဒါဝတ်ပါတယ်ပေါ့နော်ဟိရိကုံကိုကုံစီတဲ့စွာကိုယ်အင်္ဂါကိုလုံမာစေလို့ကိုစံပယ်ဆင်ပြေမယ်ဟုစိတ်ဝဲမတန်းနဲ့လှအောင်ပအောင်ဆိုတဲ့စိတ်နဲ့ဝတ်တာမဟုတ်ပါဘူးလို့ဒီလိုစိတ်နဲ့ဘာလို့တော့မိဝဲတာအဝတ်ကိုလူတွေလည်းပဲကျင့်သုံးမယ်ဆိုကျင့်သုံးလို့မရဘူးလားတချို့ဘာသာတရားတွေကစာကဒီလေးမှာစဉ်းစားဆင်ခြင်စားတာရှိတယ်။နော်ဗုဒ္ဓဘာသာမှာလည်းပဲအလွန်သဘာဝကျတဲ့သင်ကြားချက်မရှိဘူးလားရှိတာပေါ့နော်တကယ်အဲ့ဒီသင်ကြားမှုကအပြည့်စုံဆုံးပဲပြောရရင်ဒါဘက်မလိုက်ထံပြောတာပေါ့နော်တေချာစဉ်းစားကြည့်နော်ဒီစဉ်းစားဆင်ခြင်မှုကအလွန်မြင့်မားတဲ့ရည်ရွယ်ချက်ရှိတယ်အလွန်မှန်ကန်တဲ့ရည်ရွယ်ချက်လည်းရှိတယ်အလွန်လည်းသဘာဝကျတယ်ဟုတ်လားအဲ့လိုပဲဦးဇင်းတို့ကျောင်းကိုမှီဝဲရမယ်မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ရှေးကိုမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့မှီဝဲရမယ်အဲ့လိုဆိုလို့ရှိရင်ဒီလိုဉာဏ်ပညာနဲ့မဆင်ခြင်မဲနဲ့မှီဝဲရင်ဖြစ်နိုင်တဲ့ကိလေသာအသောတရားတွေဟာဉာဏ်ပညာနဲ့ဆင်ခြင်ပြီးတော့မှီဝဲလိုက်တော့မဖြစ်တော့ဘူးပေါ့ဒါကရှုထောင့်လေး2မျိုးရှိမလို့ဦးဇင်းထင်တယ်တချို့ကအစွန်းရောက်ပြီးတော့မကြွေးဘဲနဲ့ကိုထားလိုက်တာမျိုးဒါလည်းအကုသိုလ်အသောတရားကိလေသာတရားတွေဖြစ်နိုင်တယ်နော်တချို့ကြတော့လည်းမှီဝဲတယ်ဒါပေမဲ့လို့ဉာဏ်မပါဘူးစဉ်းစားဆင်ခြင်မှုမပါဘူးလောဘဒေါသနဲ့မှီဝဲတယ်အဲ့လိုဆိုရင်လည်းဘာဖြစ်အောင်မလို့အကုသိုလ်ကိလေသာဖြစ်အောင်မယ်နော်ဒါကြောင့်မှီဝဲတော့မှီဝဲရမယ်ဘာနဲ့မှီဝဲရမှာတော့မှန်ကန်တဲ့သဘောထားနဲ့မှီဝဲရမယ်တဲ့လိုက်နာနိုင်မှုမလွယ်ဘူးနော်အများသောအားဖြင့်ကိုရှာထားတာကိုစားတာပဲဘာမှီဝဲစရာလိုလဲလို့ဒီလိုတွေးတဲ့လူလည်းရှိအောင်ရှိမယ်ဟုတ်တယ်မဟုတ်လားဘာဖြစ်မလဲဆိုတော့ဘာမှတော့မဖြစ်ဘူးပေါ့လောဘဖြစ်မယ်ပေါ့ဒါပဲလေအဲ့ဒီလောဘကမကောင်းတာတွေအလုံးရဲ့အကြောင်းတရားပဲလေတကယ်တမ်းကဟုတ်တယ်မဟုတ်လားဒါကြောင့်စဉ်းစားဆင်ခြင်ပြီးတော့စားတာနဲ့မစဉ်းစားမဆင်ခြင်မနဲ့စားတာနဲ့အလွန်ခွာခြားတယ်ဆိုတာကတော့အထူးရှင်းပြစရာတောင်မလိုပါဘူးဟုတ်လားဒါကြောင့်ဒုတိယမြောက်တရားဓမ္မတို့အရင်တို့ပြည့်စုံရမယ့်အရေးတို့ဒီနေ့အဖြစ်ကိလေသာအသောတရားကိုပယ်ဖို့ကြိုးစားအထောက်အမဲ့နိလန်းကမိဝဲခြင်းဖြင့်ပယ်ရှားမယ့်ကိလေသာတရားကိုမိဝဲခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရမယ်။ဘာနဲ့မိဝဲမလို့ဆိုပညာဉာဏ်နဲ့စဉ်းစားဆင်ခြင်မှုနဲ့မိဝဲရမယ်။ဟုတ်လား။လက်ချက်ရှိသွားပြီလို့များ။လက်ချက်ရှိသွားနော်မကောင်းမှုရှောင်ဆိုတဲ့အဓိပ္ပာယ်လေးကိုကြည်ကြည်ပြန့်ပြန့်တွေးမိဖို့ဒီသုတ်တန်လေးကိုပြောပြရနော်။အေးစောင့်စီမိဝဲတိခံမြဲအဓိဝတနာပါဠိစကားလုံးလေးရှိတယ်အဓိဝတနာဆိုတာတိခဏတာဒီကိုဓာတ်ရိုက်ဘာသာပြန်လို့ရှိရင်ဘာပဲဖြစ်ဖြစ်ထားလိုက်ပါလို့လုံနိုင်တာဟုတ်လားဘာပဲဖြစ်ဖြစ်ထားလိုက်ပါလို့လုံနိုင်တာလွယ်မလားမလွယ်ဘူးနော်တိခဏလောက်ခက်တာမရှိဘူးဒါပေမဲ့လို့တိခဏလောက်အကျိုးရှိရလဲမရှိဘူးလို့ဟောတယ်နော်တတ္ထပရမအတ္တခန္ဓာပင်ယောနာဝိစတိအကျိုးစီးပွားတကအကျိုးစီးပွားထဲမှာကိုယ့်ရဲ့အကျိုးစီးပွားဟာအမွန်မြတ်ဆုံးပဲလို့ဘုရားဟောတယ်အဲ့ဒီကိုယ့်ရဲ့အကျိုးစီးပွားတွေထဲမှာလည်းပဲတိခဏခြင်းကြောင့်ဖြစ်တဲ့အကျိုးစီးပွားဟာအလွန်ကဲဆုံးပဲလို့ထပ်ဟောတယ်ဆိုလိုတာကတိခဏခြင်းလောက်ကိုယ့်အတွက်အကျိုးရှိတဲ့တရားလောကမှာမရှိဘူးလို့ဒါသိတော်မူမြင်တော်မူတဲ့မြတ်စွာဘုရားပြောတာနော်။ဒါသောဖြင့်ဒီခန္တီတရားကိုတရားဓမ္မတို့ဦးဇင်းတို့တွေကကောင်းကောင်းနားမလည်နိုင်ကြဘူး။နားမလည်နိုင်တဲ့အတွက်ကြောင့်သိလက်မခံစိတ်ထဲမှာလက်မခံမှုရှိတယ်။ဘာလို့တိခဏမှာတော့ငါ့ကိုမတရားလာလုပ်နေတာ။အကိစ္စနဲ့တိခဏမှာတော့ဟုတ်လား။အဲ့တော့တိခဏနိုင်ဖို့ကိုမပြောနဲ့တိခဏခြင်းဟာကောင်းတယ်ဆိုတဲ့အသည့်ကိုပဲရှိဖို့ဟာမလွယ်သေးဘူး။ဟုတ်လား။တိခဏခြင်းဟာကောင်းတယ်ဆိုတာကိုတကယ်တိမှတကယ်နားလည်မှတိခဏဖို့ကြိုးစားမှတဖြည်းဖြည်းနဲ့တိခဏနိုင်လာအောင်နော်။ဟုတ်တယ်မဟုတ်လား။အစကနေဥမာတိခဏခြင်းရဲ့အကြောင်းတရားကိုပဲနားလည်ဖို့ကြိုးစားဖို့မလိုဘူးလား။တိခဏခြင်းဟာတကယ်အဓိပ္ပာယ်ရှိတယ်နော်။ကန္တိပရမတ္တပောတိတိခတိခဏခြင်းဟာအမုံမြတ်ဆုံးအကျင့်လို့ဟောထားတာ
ဒါကိုစကလုံးလောက်အနေနဲ့ပဲကြားယုံကြားတာလောက်နဲ့ပဲနားလေသွားပြီလို့မဆိုနိုင်ဘူးနော်ဟုတ်တယ်မဟုတ်လားသိက္ခာဉာဏ်အမျက်ဆုံးကျင့်တော့ကြားတာပဲစိတ်ထဲကဘယ်လောက်လက်ခံတော့စိတ်ထဲကတိတ်တိတ်ပုံညင်းနေရှိရလေဟုတ်လားညင်းနေတာပဲနော်ဟုတ်တယ်မဟုတ်လားဒီခေတ်ကြီးသိက္ခာရဲ့နင်းများဖြစ်သွားမှာမို့အမျိုးမျိုးကသိက္ခာဉာဏ်အကြောင်းအခြေတွန်းနားလည်ခြင်းတော့ဦးဇင်းတို့ပါရမီ7ပါးဟုတ်ပဲနားထောင်ကြလို့ပြောရမယ်ခန္တီပါရမီထဲမှာအဲ့ဒါတွေအများကြီးပြောထားတယ်ဟုတ်လားဒီမှာမြတ်စွာဘုရား3ခုမြောက်နိလန်းနေနဲ့အဲ့ဒါကိုဟောထားတယ်သိက္ခာခြင်းဖြင့်ပယ်ရှားမဲ့ကိလေသာအာသောတရားတွေကိုသိက္ခာခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားမယ်ဆိုလိုတာကတီးမခံလို့ရှိရင်ဖြစ်လာမဲ့အကုသိုလ်တရားတွေကိုသိက္ခာခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရမယ်လို့ပြောတာဟုတ်တယ်တချို့ကိစ္စတီးမခံရင်အကုသိုလ်တွေကအကျဲအကျဲမငြိမ့်မွေတွေဖြစ်လာတယ်သိက္ခာလိုက်ရင်တခါတည်းဇေယျပြတ်သွားတာရှိတယ်ထားလိုက်ပါလို့လုပ်လိုက်တာဟုတ်လားထားလိုက်ပါလို့လုပ်နိုင်ဖို့လိုတယ်ဟုတ်လားဒါပေမဲ့အဲ့ဒါကိုထားလိုက်ပါလို့လုပ်တာကိုတချို့ကဘယ်လိုထင်တော့ဒါအာရာလို့ထင်တာနော်ဟုတ်တယ်မဟုတ်လားနော်အဲ့ဒီမှာဦးဇင်းတို့တရားမင်းနဲ့ပါတလိနဲ့နော်အချီအချပြောတဲ့ဒေသနာတစ်ပုဒ်မြတ်စွာဘုရားဟောတာရှိတယ်နော်မာတလိပြောတာတွေကတာမန်လူသားတွေကိုကိုစားပြုတဲ့စကားတွေလို့ဦးဇင်းထင်တယ်အဲ့ဒီသုတ်တန်ထဲမှာနော်တီးခံခြင်းဖြင့်မိမိသူတစ်ပါးနှစ်ဦးသားကိုညင်းအေးအောင်လုပ်နေတဲ့လူတွေကိုမသိတဲ့လူတွေကဒီလူတွေဟာလူမိုက်တွေပါလို့တောင်ပြောကြသေးတယ်တဲ့ဒါကကြားမင်းပြောတဲ့စကားစဉ်းစားနော်တီးခံနေတဲ့လူကိုဘာပြောတော့လူမိုက်လို့ပြောတာနော်ထမန်ကတီးခံတဲ့လူကကိုယ့်ကိုယ်လည်းညင်းအေးအောင်လုပ်တယ်တစ်ဖက်သားကိုလည်းပိုးပြီးတော့ဒေါသတွေပွားမလာအောင်ကိုညင်းအေးသွားလို့ရှိရင်သူကလည်းဆက်ပြီးတော့ဒေါသပွားလာတဲ့အကြောင်းသိပြီးတော့မရှိဘူးရက်သွားတာပဲများဟုတ်လားဒါကြောင့်တီးခံလိုက်ခြင်းဟာကိုယ့်ကိုယ်လည်းညင်းအေးအောင်လုပ်ရတဲ့ရောက်တယ်လို့တစ်ဖက်သားကိုလည်းညင်းအေးအောင်လုပ်ရရောက်တယ်ဒါကြောင့်တရားမင်းကဘလို့သုံးလဲဆိုတော့တိခံခြင်းဟာမိမိသူတစ်ပါးနှစ်ဦးသားကိုရှေးကုပေးတဲ့လူဖြစ်တယ်။နော်ဒေါသတိဟုသောအနာရောဂါပြောင်းအောင်ရှေးကုပေးတာ။ဒါပေမဲ့အဲ့လိုလူမျိုးကိုပဲမိုက်မဲတဲ့လူတွေကဒီလူကလူမိုက်ပါလို့တောင်ပြောရသေးတယ်။ဒါဘလောက်တိခံခြင်းတရားနဲ့ဝေးနေတယ်ဟုတ်လား။ကိုယ်တိုင်တိမခံနိုင်တဲ့ပြင်တိခံတာကိုပဲအကောင်းမှုလို့မြင်ကြတာတောင်ရှိတယ်။ဟုတ်လား။ခုဒီမှာမြတ်စွာဘုရားကအဲ့ဒီတိခံခြင်းတရားကိုအကုသိုလ်ကိလေသာပယ်ကြောင်းနိလန်းတစ်ခုနေတယ်မဟုတ်ဘူးလား။ဒီမခံရင်ဖြစ်လာမဲ့ကိလေသာအာသောတရားကိုသိခံခြင်းဖြင့်ပယ်ရတယ်။အဲ့ဒီဒေသနာမှာသိခံမဲ့အပိုင်းကိုမြတ်စွာဘုရားအသေးစိတ်ဟောတယ်။နော်တိတ္တဩနတကမောတိနော်အပူရေးကိုသိခံရရာတိဥဒ္ဓပေါ့နော်။ကိုရာတိဥဒ္ဓတွေမှာရှင်းသန်းနေရတာ။ရှောင်လို့မရဘူး။ပူတဲ့ချိန်ပူမှာပဲအေးတဲ့ချိန်အေးမှာပဲ။ကိုယ့်ကိုအစဉ်ပြေအောင်ပဲကြည့်ပြီးတော့နေရတာ။ဒီရာတိဥဒ္ဓကြီးနဲ့တူပြီးတော့ရံဖြစ်နေလို့အစဉ်ပြေဘူးလေ။ဟုတ်လားဘာလို့မလို့သိခံရပဲ။နော်ဒါနဲ့ပတ်သက်ပြီးတော့ဒေါသမဖြစ်တဲ့ဘူးနော်ရာသီဥတုနဲ့ရှင်ပြီးတော့ဒေါသဖြစ်နေတာအလုံးမလည်းမိုက်မဲရရောက်တယ်လို့ဆိုနိုင်တယ်ဟုတ်တယ်မဟုတ်လားအခြေခံလေးကစတင်ပေးတာမြတ်စွာဘုရားနော်ဘူရေးကိုတီးခံရမယ်ပြီးတော့ပါတော့ဒီကိစ္စယပိပါဒယခမောဟတိစာလောင်မှုသိမ့်မှုကိုတီးခံနိုင်ရမယ်ဟောဒါလည်းပဲခန္ဓာကိုယ်ကြီးရဲ့သဘာဝပဲဒီခန္ဓာကိုယ်ကြီးရှင်သန်နေတယ်ဆိုတာကဒီထည့်ထားတဲ့အစာအာဟာရကိုဖြုံးတင်းရင်းနဲ့ရှင်းနေတာလေဟုတ်တယ်မဟုတ်လားဖျောင်းနိုင်မီလေးတောက်နေတယ်ဆိုတာလက်ကားတောက်နေတာမဟုတ်ဘူးအောက်ကစီနဲ့မီးစာကိုဖြုံတီးရင်လောင်ကျွမ်းရင်းနဲ့တောက်နေတာမဟုတ်လားအခုကျလို့ရှင်းနေတယ်ဆိုတာလည်းပဲကံစွမ်းအားစိတ်စွမ်းအားဥဒုစွမ်းအားအာဟာရစွမ်းအားဓာတွေကိုဖြုံတီးရင်းနဲ့ရှင်းသန်းနေတာဟုတ်တယ်မဟုတ်လားမနေ့ခင်ကထည့်ထားတဲ့အစာအာဟာရနေ့လေလောက်တော့မရှိတော့ဘူးကုန်ပြီဟုတ်လားအဲ့ဒီကြတော့ခန္ဓာကိုယ်ကငါထဲမှာအစာအာဟာရကုန်ပြီငါဆက်ရှင်ဖို့အတွက်လိုအပ်နေတဲ့ထည့်ပြီးအောင်ဟုတ်လားဒါကိုသူကဘလို့ပြပြီးတော့တောင်းမလို့စာလမှုဆိုတဲ့ဝေဒနာကိုပြပြီးတော့တောင်းမယ်ဓာတုလုပ်ပဲလေဟုတ်တယ်မဟုတ်လားမစားနေရတာကိုပဲကျေးဇူးတင်အောင်မယ်မစားတော့ဘူးဆိုရင်အဲ့ဒါသေဖို့တော်တော်နေနေပြီဟုတ်တယ်မဟုတ်လားဒါမဲ့စားတာကိုဘယ်လိုဖြစ်နေလဲကျွတ်တို့တရားဓမ္မတို့ဦးဇင်းတို့ကဒေါသဖြစ်တယ်နော်စားရင်လည်းချင်းမစားဘူးဆိုစိတ်တူတယ်ဟုတ်လားအမှစိတ်မတူသင်ဘူးကျေးဇူးတင်တဲ့ဟုတ်လားနော်မြတ်စွာဘုရားဘာလို့ရမလို့ပြောတော့သိခံရမယ်လို့ပြောတယ်နော်စားလောင်မှုသိမှုကိုသိခံရမယ်ပြီးတော့ဗာပြောတော့နော်ဒန္တမဂတဝါဒတပတ္တိတပတံဖတ်တာနဲ့မဲ့ချင်းရင်လေးနေဘူးမွေကင်းတန်းတို့ရဲ့အတွေ့အထိကိုလည်းသိခံရမယ်တဲ့ဟုတ်တယ်ချင်းလေးတွေကြိုက်တာရှိတယ်နောက်ဒီနိုင်ငံဆိုရင်ရင်ကောင်းတွေရမ်းပေါ်တယ်ဟုတ်လားဒါဘာလို့ဖို့လို့တော့သိခံဖို့လို့တယ်နော်ကျွတ်တွေပိုးဟတ်တွေပိန်ညောင်တွေဒါဦးဇင်းတို့ရှိဆိုရင်အဲ့ဒါတွေအများကြီးမပေါ်ဘူးလားပေါ်တယ်နော်ဒါတွေမြင်မှဖြစ်တော့စိတ်တူတယ်ဒီကမ္ဘာလောကကြီးကလူသားတွေကြီးပဲနေကြဆိုတဲ့တော့တတ်မှတ်ပေးထားတဲ့နေရာတစ်ခုဟုတ်သလားဟုတ်တော့ဒါပြောရရင်တော့ဘုံဆိုင်နေရာကြီးပဲလေဟုတ်လားအဲ့ဒါကိုဘာလို့ဖို့လို့တော့သိခံဖို့လို့တယ်နော်ဒီအကောင်လောင်လေးတွေနဲ့တုပြီးတော့စိတ်တူနေရတာလည်းပဲမိုင်မဲချင်းတစ်မျိုးလို့မဆိုနိုင်ဘူးလားဆိုရင်လည်းမြတ်စွာဘုရားအဲ့ဒါတွေကစမြင်တယ်နော်
ရှောင်မရတဲ့ဒီသဘာဝတရားတွေကိုတိခံခြင်းအပြင်ဥစိတ်ထဲမှာအဖို့ထစ်မဖြစ်အောင်ဘာလို့မလို့ကြိုးစားမယ်ဒါအပူရေးကိုတိခံမယ်ဆာလာမှုသိမှုကိုတိခံမယ်ဒီပိုးကောင်မအောင်လေးတွေရဲ့ဒါနော်ဒါကဘာလို့မလို့တိခံမယ်ပြီးတော့ဗာဆက်ပြောတော့စိတ်ဝင်စားတဲ့အကောင်းနဲ့နော်မြတ်စွာဘုရားတိခံခိုင်းတဲ့အဆင့်ကလေးတွေကတစ်ဆင့်ဆင့်တက်တက်လာတယ်ဒုရုဒ္ဒနာဒုရကတာနာဝဆနပဋ္ဌာနာပတ်ဝန်းကျင်ကကိုယ့်ရဲ့အကြောင်းမကောင်းပြောလာတဲ့စကားတန်တွေကိုတိခံရမယ်တဲ့ဟောဒါဟောဘယ်သူရှောင်နိုင်တော့ရှောင်လို့မရဘူးနော်ပတ်စံရှိရှိပညာတတ်မတတ်လူဆိုတာလူအတိုင်းဝိုင်းထဲမှာနေကြရတာဟုတ်လားကိုယ်ကောင်းတယ်လို့ထင်တဲ့လူရှိတယ်လို့မကောင်းဘူးလို့ထင်တဲ့လူလည်းရှိတယ်ဟုတ်လားထင်ရင်လို့ထင်မှာပဲလေဒါကိုလည်းစိတ်တူလို့တော့မရဘူးဘာလို့ဆိုကိုယ်လည်းလူများကိုထင်ရင်လို့ထင်တာပဲမဟုတ်လားတော့ထင်တယ်ဆိုတော့တက်တည်ဘလို့ပြတော့ပြောခြင်းလို့ပြောပြလိုက်တာကိုကြည်ချင်းအပြည့်သိနိုင်တယ်ပေါ့ဟုတ်တယ်မဟုတ်လားဒါထင်နေတာပဲအပြောဆိုတာအထင်ကိုပုံဖော်လိုက်တာပဲလေဟုတ်လားပြောပြီးကမှမင်းကအဲ့လိုမထင်ပါဘူးဘာဘူးညာဘူးလို့မရဘူးနော်ဟုတ်လားဟောဒီစကားတို့ရဲ့အစွမ်းဟာပါလာမှရမယ်ဟုတ်လားနော်စဉ်းစားနော်ဒါကြောင့်ပတ်ဝန်းကျင်ကပြောလာတဲ့စကားအသံတွေဟာလူလောကကြီးမှာရှောင်လို့ရသလားမရဘူးအဲ့ဒါအကောင်းဆုံးကြော်လာနိုင်ဖို့အတွက်နိလန်းကပါလေထားလိုက်ပါလို့သာလှုပ်လိုက်လွယ်တော့မလွယ်ဘူးနော်ဒါပေမဲ့တကယ်လုံနိုင်ရင်တကယ်ကောင်းတယ်အဲ့ဒီဥစ္စာဟုတ်လားအဲ့ဒါလုံနိုင်ဖို့အတွက်ကဉာဏ်အများကြီးရှိဖို့တော့လိုတယ်ဒီစကားတန်ရဲ့သဘာဝနော် तू ကကောင်းတယ်လို့ထင်လို့လဲကိုတကယ်ကောင်းသွားတာမဟုတ်။ तू ကမကောင်းဘူးထင်လို့လဲကိုတကယ်မကောင်းသွားတာလည်းမဟုတ်။ပြောရရင်သူ့ရဲ့အထင်ကကိုယ့်ပုံမှာဘာအကျိုးသက်ရောက်မှုမှတကယ်တမ်းကထိထိရောက်ရောက်မရှိဘူး။ကိုကယောနိတော်မနတိကာရမရှိလို့နှလုံးသွင်းမှားလို့လောဘဒေါသဖြစ်ရင်တော့အကျိုးသက်ရောက်မှုရှိသွားပြီနော်။ကိုကသာမှန်မှန်ကန်ကန်စဉ်းစားမစို့သူ့တကားတန်ကြီးတက်တက်ကြောင့်တော့ကို့မှာဘာဒုက္ခမှလည်းရောက်မသွားသလိုဘာကောင်းကျိုးမှလည်းမရှိဘူးဘာမကောင်းကျိုးမှလည်းမရှိဘူး။ဒါကြီးကိုဘာလို့သိမခံနိုင်တာလဲ။တိုင်စဉ်းစားတွေကကောင်းတယ်နော်။နောက်တစ်ချက်အဲ့ဒီပြောလိုက်တဲ့အတန်ကကိုယ်စိတ်တုန်နေတဲ့အချိန်မှာတကယ်ကရှိသေးသလားမရှိတော့တဲ့အရာနဲ့ပတ်သက်ပြီးတော့စိတ်တုန်နေတာနော်စဉ်းစားနော်တချို့ဆိုပျောက်သွားကြပြီအခုပြောရတဲ့လူကလူဘဝတောင်မရှိတော့ဘူးအဲ့ဒါတောင်စိတ်တုန်နေတဲ့လူရှိသေးတယ်ဟုတ်လားနော်အဲ့ဒါဘာလဲဆိုတော့ကိုယ့်ရဲ့မိုက်မဲမှုပေါ့နော်တကယ်တမ်းကရှိတော့တာမဟုတ်တော့ဘူးဟုတ်လားအဲ့တော့ဒီဟာတွေကိုကိုကအများကြီးတိတဲ့မြင်တဲ့မှထားလိုက်ပါလို့လုံနိုင်တာထားလိုက်ပါလို့လုံနိုင်ဖို့လွယ်တဲ့ကိစ္စမဟုတ်ဟုတ်လားဒါကြောင့်တီးခန့်တယ်ဆိုတာအပြောလွယ်တဲ့လောက်စိတ်ထဲမှာဉာဏ်ရှိမှဒီရဲ့အကျိုးကျေးဇူးလည်းမြင်မှတော့စိတ်ထဲမှာဘာမှကိုမဖြစ်ဘူးဆိုတာကအလကားမရဘူးနော်နားလည်မှုအများကြီးရှိမှလက်ခံနိုင်မှုဆိုတာရှိတာဟုတ်လားတော့တီးခန့်တယ်ဆိုတာအမှန်လက်ခံလိုက်တာပဲထားလိုက်ပါရပါတယ်တကယ်တမ်းကဘာအကျိုးသက်ရောက်မှုမှလည်းသိပြီးတော့ရှိတာတော့လည်းမဟုတ်ဘူးကိုနားလေတဲ့အခါကျတော့စိတ်ထဲမှာပေါ့ပါဖြစ်တယ်ပေါ့ဟုတ်လားဒါကြောင့်ပတ်ဝန်းကျင်ကပြောလာတဲ့စကားသံတွေကိုဘာလို့ရမလို့တီးခံရပဲတဲ့လေးချက်ရှိသွားပြီနော်အပူရေကိုတီးခံရမယ်ဆလာမှုသိမ့်မှုတီးခံရမယ်ပိုးကောင်မွားကောင်လေးတွေကိုတီးခံရမယ်ပတ်ဝန်းကျင်ကကိုယ့်ဘောပြောလာတဲ့မကောင်းတဲ့စကားသံတွေကိုတီးခံရမယ်ဟောနောက်တစ်ချက်လာပြီအဲ့ဒါဘာပြောတော့ဆိုတော့ဥပ္ပန္နနံတတိတိကာနံဝေဒနာနံတိဗ္ဗာနံခရဏံကတုကာနံအာတာတနံအမနာပါနံအဓိဝတကဇာတိကောဟောတိဒီခန္ဓာကိုယ်ကြီးကဖြစ်ပေါ်လာတဲ့အခါရခက်တဲ့ယောဂဝေဒနာတွေကြောင့်ဖြစ်လာတဲ့ဆင်းရဲမှုပင်ပန်းမှုပူလောင်မှုဒုက္ခတွေရှိတယ်ဟုတ်လားအခုတရားဓမ္မတို့အရင်တို့ပြုံပြုံရွှင်ရွှင်လန်းလန်းဆန်းဆန်းနေနိုင်တယ်ဆိုတာမြေထာဝရနေရာမှာမဟုတ်ဘူးဒီတိုင်းလေးတည်နေမှာလည်းမဟုတ်ဘူးနော်တစ်ချိန်မှမဖြစ်လာမလို့ယိုယွင်းလာမယ်အိုမင်းလာမယ်ကျွင်းချက်တွေများလာမယ်အကြက်ခဲမှုတွေကိုစဉ်ဆက်မပြတ်ခံစားရမယ်ဒါဘဝရဲ့အဖြစ်မနေရင်ဆိုင်ရမယ်အမှန်တရားပဲအဲ့ဒါလို့နော်တရားဓမ္မတို့ဦးဇင်းတို့ဘဝခန္ဓာရဲ့အမှန်တရားကိုသိပြီးတော့ကြုံလာဆုံလာတဲ့အခါမှာအဲ့ဒါတွေကိုဘာလုပ်နိုင်ရမှာလဲတော့သိခံရမယ်တဲ့ဒါအဲ့ဒီအချိန်ကျတော့ကိုယ်တကယ်လို့စိတ်တူမယ်ဆိုရင်ဘယ်သူကိုမြန်စိတ်တူဖို့စဉ်းစားမလို့နော်ဒီပြင်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့စိတ်တူပြီဆိုရင်တော့စိတ်တူကြလူတွေကအများများတယ်လေတော့ဘယ်သူကြောင့်ဘဝကြောင့်တော့လည်းညှို့ထိုးကြတဲ့အများကြီးရှိတယ်ဟုတ်လားအဲ့ခန္ဓာကိုယ်ကြီးကပေါက်ပြန်ပျက်စီးလို့ဒုက္ခတွေရောက်လာပြီအစင်မပြေမှုတွေဖြစ်လာပြီအဲ့ကြတော့ဘယ်သူကိုလည်းညှို့ထိုးမလို့ညှို့ထိုးကြမရှိတော့ဘူးဟုတ်လားတကယ်လို့လက်ညှိုးထိုးခြင်းနဲ့ဆိုရင်လည်းကိုယ့်ကိုယ်ပဲထိုးဖို့ရှိတော့တယ်နော်မင်းမတိနာမလည်မှုကြောင့်လိုချင်မဲ့မောလို့ရှားခဲ့တဲ့ဒီဘဝခန္ဓာကြီးကတော့ဒီလိုတွေဖြစ်ကုန်ပြီကိုယ့်ကိုယ်ပြန်ပြောဖို့လိုတယ်နော်မင်းလိုချင်လို့ရထားတဲ့ဒီခန္ဓာကိုယ်ကြီးကတော့ဒီလိုတွေဖြစ်နေပြီဒါမျိုးနောက်ထပ်ရကျင်တင်သေးသလားမရကျင်တင်ဘူးလားဆိုတာမင်းစဉ်းစားမအဲ့လိုမျိုးလေးမပြောနိုင်ရင်တော်တော်ကောင်းမယ်နော်ဟုတ်တယ်မဟုတ်လားစဉ်းစားနော်ကိုလိုချင်လို့ရခဲ့တာပဲလေဒါကြီးကဟုတ်တယ်မဟုတ်လားအစဉ်ပြေနေတုန်းကပြုံးပြုံးတယ်အစဉ်ပြေတော့မှ
ဒုက္ခပါပဲရှုပြီးတော့ဒေါသတွေဖြစ်နေရင်လည်းပဲဒါလည်းပဲအစင်မပြေဘူးဟုတ်တယ်မို့လားဒါကြောင့်ဒီဥစ္စာတွေကအများကြီးနားလည်ထားဖို့လိုအပ်တယ်ပေါ့ဒါမြတ်စွာဘုရားကအသက်ကိုတောင်နှုတ်ယူသွားနိုင်လောက်အောင်ပြင်းထန်တဲ့ဒီအသုံးနှုန်းလေးပါပါတယ်နော်ဒီထဲမှာဘယ်ဖြစ်လာမှာတော့ဒီခန္ဓာကိုယ်ကြီးကပဲဖြစ်လာမှာကိုယ်အလွန်ချစ်မြတ်နိုးတဲ့ခန္ဓာကိုယ်ကြီးကပဲကိုယ်အလွန်ကြောက်ရွံ့တဲ့ထိတ်လန့်တုန်လှုပ်ဆက်ဆုပ်တဲ့ဆင်းရဲဒုက္ခတွေကိုပြီးမှာဟုတ်တယ်မဟုတ်လားအဲ့ဒါကိုဘာလို့မှာလဲတော့သိခံရမယ်လွယ်မလားဆိုတော့မလွယ်ဘူးနော်များသောအားဖြင့်အဲ့ဒီအခြေအနေကြောင့်ရင်သိမခံနိုင်ကြတာပဲများတယ်ဒါကြောင့်ဒီသိခံမှုကိုနော်လေ့ကျင့်မှုနဲ့အည်အသွေးတက်အောင်မလုပ်သင့်တော့ကြိုးစားအထုတ်သင့်တာနော်ဒါမှအဲ့ဒီအခြေမျိုးမှာဥပ္ပယသိခံရတာလွယ်လွယ်ကူကူရှိမယ်ပေါ့ဟုတ်လားအဲကြောင့်အခုလိုအစရရာအစဉ်ပြေပြီးတော့သိခံဖို့အတွက်ဘာမှမခက်တဲ့ကိစ္စလေးတွေကိုပဲသိမခံနိုင်ပါဘူးဆိုတဲ့လူဟာသိခံဖို့အတွက်အရန်ခက်တဲ့အခြေအနေမျိုးမှာသိခံနိုင်ဖို့ဆိုတာပို့ပြီးတော့တောင်မလွယ်တော့ဘူးတစ်ချက်သားလောက်တော့မမနိုင်တော့အားပြက်နေတဲ့လူတွေဟာတပိဋ္ဌာမဆိုရင်ပို့ပြီးတော့မနိုင်ဘူးနော်အဲ့တော့ကိုနေစဉ်စိတ်တူနေတဲ့ကိစ္စလေးတွေဟာဘယ်လိုဟာလေးတွေလဲကိုယ့်ကိုစဉ်းစားအောင်ဟုတ်လားတော်တော်ဖြစ်နေတဲ့ကိစ္စလေးတွေစဉ်းစားအောင်ဒီချင်းတရားနဲ့နှိုင်းဆိုင်ယောဂဝေဒနာတွေဖြည့်ဆည်းနေတာနဲ့နှိုင်းဆိုင်ဘာပြောပါလောက်တော့ဘာမှမပြောပါလောက်ဘူးနော်ကိုကခေါင်းထဲမထည့်ရင်အလိုလိုခွာကြသွားမယ့်အရာတွေပဲလေကိုကအာရခေါင်းထဲထည့်ပြီးတော့ကိုဒေါသတွေဖြစ်နေတာတွေအများကြီးမရှိဘူးလားရှိရနော်ကိုအဲ့ဒါမစဉ်းစားဘူးဆိုရင်ဘာမှကိုမဖြစ်တဲ့အရာတွေပဲများသောအားဖြင့်လူတွေစိတ်တူနေတဲ့ကိစ္စတွေကိုလာထိခိုက်လို့စိတ်တူတာဆိုရင်တခါတလေစဉ်းစားလို့ရတယ်တချို့ကိစ္စတွေကကိုမထိခိုက်ဘဲနဲ့နေထိုင်နေဘေးကလူတွေကိုစိတ်တူနေတာလည်းရှိသေးရဲ့နော်လမ်းပေါ်မှာမြင်ရကြအဲ့ဒါတွေအဆင်မပြေလို့ဟာဘယ်သူတွေကဘယ်လိုတွေလုပ်နေတာကိုလည်းဘာမှလာထိခိုက်တာမဟုတ်သူကသူဖြစ်နေတာကိုပဲဘာဖြစ်နေတော့ကိုကဒီနေထိုင်နေဒီနေရာနေဘာဖြစ်နေတော့စိတ်တော်နေအဲ့ဒီလောက်ဒေါသဖြစ်ဖို့လွယ်ကူးနေတဲ့လူတယောက်တည်းကိုယ်တိုင်အဆင်မပြေမှုအကြီးအကျယ်ဖြစ်လာပြီဆိုဘယ်လိုများနေမယ်ထင်လဲအကြီးအကျယ်ဒုက္ခရောက်တော့မှာပဲနော်ဟုတ်တယ်မဟုတ်လားဒါကြောင့်ဘေးသက်ပေါင်းတော်တို့ဒီတိခံခြင်းတရားကလည်းပြောရင်အရာအလုံးမကျေဘူးလားကျေတယ်အဲ့ဒါကိုမြတ်စွာဘုရားအခုသုံးခုမြောက်နိလန်းနေနဲ့ဟောတာနော်တိမခံလို့ရှိရင်ဖြစ်နိုင်တဲ့ကိလေသာအသောတရားတွေကိုတိခံခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရမယ်ဟုတ်လားဒါကိုတိခံခြင်းဖြင့်ပယ်ရမယ်ကိလေသာကိုတိခံခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားရမယ်လို့ဒီလိုဟောတယ်နိလန်းတစ်ခုရှိပါတော့သုံးခုရှိသွားပြီနော်ယရှိနာနာတရားကိုစိတ်ကိုစောင့်စည်းရမယ်ဟုတ်လားနော်မှီဝဲတဲ့အရာတွေကိုဉာဏ်ပညာနဲ့စဉ်းစားရှင်းခြင်းပြီးတော့မှီဝဲရမယ်သိခံရမယ့်အရာတွေကိုသိခံရမယ်သုံးခုရှိသွားပြီနော်စောင့်စည်းမှီဝဲသိခံမြဲနော်ရှောင်လွဲဖယ်ရှားနော်ရှောင်လွဲဆိုတာကြာရှောင်လွဲဆိုတာပရိဝေဇနနော်ပရိဝေဇနရှောင်လွဲတယ်ဆိုတာဘာကိုပြောတာတော့နော်အကုသိုလ်တွေဖြစ်เสียရတွေကိစ္စတွေလောကကြီးမှာရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားအသေးစိတ်လေးဘယ်လိုဟောပြတော့ဆိုတော့စင်ကြမ်းမြင်းကြမ်းခွေးကြမ်းနွားကြမ်းတွေရှိတဲ့နေရာမသွားနဲ့တဲ့ဟုတ်တယ်အဲ့ဒီနေရာမျိုးသွားလို့ရှိရင်အခက်မသိရင်ဒုက္ခရောက်နိုင်တယ်ဟုတ်လားစူးညောင်ခလုတ်တွေတိတ်များတဲ့နေရာမျိုးမသွားနဲ့တဲ့လိမ့်ချနိုင်တဲ့နေရာမျိုးကိုမသွားနဲ့တဲ့နော်တစီတွင်စုပ်ပဲ့တဲ့အင်းကြီးငယ်တွေရောနေတဲ့စိတ်မချမ်းမြေ့ဝေကောင်းတဲ့နေရာမျိုးတွေလည်းမသွားနဲ့ရှောင်ကျင်ရတယ်မရှောင်ကျင်လို့ရှိရင်ဘာဖြစ်နိုင်တော့အကုသိုလ်ဖြစ်နိုင်တယ်နော်ပြီးတော့ဗာပြောတော့မကျက်စားတဲ့စကြက်တဲ့ဒီလိုလေးသုံးတယ်ယဟန်တွေအတွက်မတင့်တော်တဲ့နေရာပေါ့နော်ပညာရှိသူတော်ကောင်းတွေကနော်ဒီလူဟာဒီနေရာကိုသွားလေသွားတာရှိတယ်ဒါမကောင်းတဲ့နေရာကြီးပဲလို့ကဲ့ရဲ့တဲ့နဲ့ကဲ့ရဲ့တိုက်တဲ့နေရာမျိုးပေါ့အဲ့ဒီနေရာမျိုးကိုသွားနေပြီးတော့ဗာလဲဆိုတော့မေးယုံမှာရွှေယုံမှာတွေနဲ့လည်းအတူတူနေနေတဲ့နော်အခုပြောရတာတွေကအလွန်တဘာဝကြပြီးတော့အလွန်လက်တွေ့ကြတယ်ပေါ့နော်အန္တရာယ်ရှိတဲ့နေရာတွေနော်စိတ်ပြည့်စရာကောင်းတဲ့နေရာတွေစိတ်ဆင်းရဲစရာကောင်းတဲ့အခြေအနေမျိုးနဲ့တွေ့ကြုံရမယ့်နေရာမျိုးတွေဟုတ်လားယုံမတန်တရားဖြစ်စရာကောင်းတဲ့မကောင်းတဲ့နေရာတွေဟုတ်လားပြီးတော့မကောင်းတဲ့မိတ်ဆွေတွေဒါမျိုးတွေကိုဘာလို့မလို့ရှောင်ကျင်ရမယ်မရှောင်ကျင်ဘူးဆိုရင်သူကကုသိုလ်ဖြစ်စရာများလားအကုသိုလ်ဖြစ်စရာများလားအကုသိုလ်ဖြစ်စရာပဲများတယ်ဒါလည်းလိုက်နာနိုင်ရင်တော်တော်ကောင်းမယ်နော်တချို့ကကိုယ်စိတ်အလိုလိုက်ပြီးတော့နော်အဲ့လိုမျိုးအနေရှိတဲ့နေရာတွေသွားတယ်မတင်တော်တဲ့နေရာတွေသွားတယ်ပြီးတော့ပြဿနာတွေဖြစ်တယ်ဒုက္ခတွေများတာပေါ့နော်ဒါအခြေခံစပြီးတော့မြတ်စွာဘုရားရှင်းပေးတယ်လို့တောင်ဆိုနိုင်တယ်ဟုတ်လားဒါကြောင့်ဒီလိုနေရာမျိုးကိုရှောင်ကျင်ခြင်းအဖြစ်အကုသိုလ်တွေကိလေသာတွေအတောတရားတွေမဖြစ်အောင်ကြိုးစားမယ်ဒါမရှောင်ကျင်ရင်ဖြစ်နိုင်တဲ့ကိလေသာအတောတရားကိုရှောင်ကျင်ခြင်းဖြစ်မဖြစ်အောင်ကြိုးစားမယ်လို့ပြောတာဒါလည်းလက်တွေ့လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင်အများကြီးသက်သာခွင့်ရနိုင်တယ်နော်ဒါကြောင့်စိတ်အလိုမလိုက်ဖဲနဲ့
ဒီနေရာကငါသွားတဲ့နေရာလားဒီလိုနဲ့ငါပေါင်းတဲ့လားအများကြီးမလို့လားစဉ်းစားဖို့လိုတယ်နော်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့နေရာမျိုးကိုရှောင်ဖို့လိုတယ်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့လူတွေကိုရှောင်ဖို့လိုတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါဆိုလို့ရှိရင်အကုသိုလ်ဖြစ်စရာအလိုလိုနေမသွားဘူးလားနေသွားနိုင်တယ်ဒါကဦးဇင်းတို့ပရိဝဇ္ဇနမရှောင်ကျင်ရင်ဖြစ်နိုင်တဲ့ကိလေသာအာတောတရားကိုရှောင်ကျင်ခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရမယ်မကောင်းမှုရှောင်ဆိုတာလေးတွေကိုအကျုံးဝင်အောင်စဉ်းစားရမှာနော်ဟုတ်လားနှစ်ခုရှိသွားပြီတော့လေးခုရှိသွားပြီဟုတ်လားနောက်ဦးဇင်းတို့၅ခုမြောက်ကဝိနောဒနာပယ်ဖြောက်ပယ်ရှားတယ်ကိုယ်မှဖြစ်လာပြီဆိုတဲ့နောက်မှာဖယ်ဖို့ကြိုးစားတာသူကအဓိပ္ပာယ်တစ်မျိုးနော်ခုနကတော့ဖြစ်နိုင်ရည်ရှိတဲ့အရာတွေကိုမဖြစ်အောင်ကြိုတင်ပြီးတော့ရှောင်တာမျိုးစုံဟောတာနော်မြတ်စွာဘုရားခုဝိနောဒနာရှောင်ကျင်ရမယ်ပယ်ရှားရမယ်ဆိုတာဘာကိုပြောတာတော့ဥပ္ပန္နကာမဝိတ္တကနာတိဝါတိတိပဇဟတိဝိနောဒေတိနော်ဖြစ်ပေါ်လာတဲ့ကာမဝိတ္တကိုပယ်ရှားဖို့ကြိုးစားတယ်နော်နောက်တစ်ခါထပ်ပြီးတော့မဖြစ်အောင်ကြိုးစားတယ်ပျောက်သွားအောင်ဖျောက်ပစ်တယ်ကာမဝိတ္တလို့သုံးတယ်နော်ကာမဝိတ္တဆိုတာဘာပြောတာရောကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့တွေးတောကြံစည်မှုလူငယ်တွေနားလည်အောင်ပြောရရင်တော့မြင်ဖို့စဉ်းစားနေတာကြားဖို့ပဲစဉ်းစားနေတာနော်အနံ့အရသာစားဖို့တောက်ဖို့ပဲစဉ်းစားနေတာတွေ့ဖို့ထိဖို့ပဲစဉ်းစားနေတာအဲ့ဒါကိုပါခေါ်တော့ကာမဝိတ္တသူအကြည့်သွားလာလို့ရှိရင်သူကဒုက္ခတွေကိုဖြစ်စေလိမ့်မယ်ဒါကြောင့်မလို့သူကိုယ်တန်တန်မှာဖြစ်လာပြီဆိုလို့ရှိရင်သူ့ကိုနော်နာတိဝတိတိတိမခံရဘူးတဲ့ဟောခုနကတော့စကလုံးလေးနဲ့ဆန့်ကျင်ပဲနော်ဆိုတော့အဓိဝတိတိတိခံရမယ်ဆိုတဲ့နီးလန်းလာတယ်နော်အခုပါလဲတော့တိမခံရဘူးတဲ့နော်နာတိဝတိတိတိမခံဘူးဘာလို့တိမခံရမှာတော့ကာမဝိတ္တကြီးဖြစ်လာတာကိုတိခံမနေနဲ့ငြိမ်းခံမနေနဲ့လို့ပြောတာသူ့ကိုဖယ်နေအောင်ကြိုးစားလို့ပြောတာဟုတ်လားနာတိဝတိတိတိမခံရဝဇဟတိပယ်ရမယ်ဝိနောဒိတိဖြောက်ပြရမယ်နော်ဗျန္တိကရောတိအနာဘဝကမိတိတဲ့နောက်တစ်ချိန်ထပ်ပြီးတော့မဖြစ်အောင်ဒီကိုပဲကြိုးစားအထုတ်ပြရမယ်လို့အဲ့လောက်ထိဟောတာကာမဝိတ္တနော်ကာမဂုဏ်နဲ့ပတ်သက်တဲ့အတွေ့ပေါ့ပြီးတော့ပါတော့ဖြာပါဒဝိတ္တဒါပိတ္တတို့သိပါတယ်ဒီဝိတ္တဆို၃မျိုးအတွေ့အကြံဆို၃မျိုးနော်ဖြာပါဒဝိတ္တဆိုတာဘာပြောတာတော့ဒေါသနဲ့ရှင်တဲ့အတွေ့ဟုတ်လားဒေါသနဲ့ရှင်တဲ့အတွေ့တစုံတရားမကျေနပ်မှုနဲ့နော်တွေ့ကြုံလာပြီဆိုလို့ရှိရင်စိတ်ထဲမှာစိတ်တိုးတယ်စိတ်ဆိုးတယ်ဒါနဲ့ပတ်သက်ပြီးတော့တွေးနေတယ်ကြမ်းနေတယ်ဒါပါလေဖြာပါဒဝိတ္တနောက်ဝိညာဏဝိတ္တတဲ့ဝိညာဏဝိတ္တဆိုတာကြတော့သူကဖြာပါဒဝိတ္တထက်ပိုပြီးတော့ဆိုးသွားပြီစိတ်တိုးယုံစိတ်ဆိုးယုံမကတော့ဘူးဖြစ်စည်းဖို့ညှင်းဆဲဖို့ထိသူကစဉ်းစားတာအခုစိတ်တိုးတဲ့အရာကတက်မဲ့အရာဖြစ်မယ်ဆိုရင်ပေါက်ချုပ်ပလိုက်မယ်လိန်ထုတ်ပလိုက်မယ်လွှတ်ပလိုက်မယ်ဟုတ်လားကိုစိတ်တိုးတဲ့အရာကတက်ရှိဖြစ်မယ်ဆိုရင်ဘာလို့ပြောပလိုက်မယ်ဆွေးပလိုက်မယ်လှုပ်ပလိုက်မယ်နော်အဲ့ဒါပါလေဝိညာဉ်နော်ညှင်းဆဲဖို့ထိစဉ်းစားလာတာပေါ့နော်ဟုတ်လားဒေါသအထွတ်ထိပ်ထိရောက်တယ်လို့ဆိုနိုင်မို့လားဆိုနိုင်တယ်အဲ့ဒီလိုမျိုးဖြာပါဒဝိတ္တဝိညာဏဝိတ္တနော်အတွေ့အကြုံအကြံစိုးတွေဖြစ်လာပြီဆိုရင်အဲ့ဒါဘာလို့တိမခံရဘူးတဲ့သူ့ကိုပယ်ဖို့ကြိုးစားရမယ်ဖယ်ဖို့ကြိုးစားရမယ်နောက်တစ်ခါထပ်ပြီးတော့မဖြစ်ဖို့ဒီကိုပဲအထောက်ရမယ်အဲ့ဒါကိုမြတ်စွာဘုရားရည်ညွှန်းတာပယ်ရှားခြင်းဖြင့်ပယ်ရမယ်ကိလေသာကိုပယ်ရှားခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရမယ်ပို့ပြီးတော့ရှင်းအောင်ပြောရရင်နော်ကိုယ်တန်တမှာလက်ခံထားမယ်ဆိုရင်အများကြီးကြီးထွားလာနိုင်တဲ့ဒီအကုသိုလ်ကိလေသာတရားတွေကိုလက်မခံမဲနဲ့ဘာလို့မလို့ပယ်ရှားပြရမယ်လို့ပြောတာဘယ်နှနည်းရှိသွားလဲနော်၅နည်းရှိသွားတယ်နော်နောက်ဆုံးဦးဇင်းတို့6ခုမြောက်နည်းကအလွန်ကျေပြန့်တယ်အဲ့ဒါကဘာလဲဆိုတော့ဘာဝနာပွားများခြင်းဖြင့်ပယ်ရှားမယ်ကိလေသာကိုပွားများခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားမယ်ဟုတ်တယ်နောက်အကုသိုလ်တွေကနောက်ဆုံးပွားများခြင်းဖြင့်ပဲအမြင့်ပြတ်ပယ်တတ်ပြကြအောင်နော်မပွားများလို့ရှိရင် तू ကအမြင့်ပြတ်မရအောင်ဟုတ်လားအပေါ်ယံလောက်လုံးနေရင်ပေါ်ယံလောက်ပဲဖြစ်မယ်ပေါ့နော်ဒီနေ့မှာပွားများခြင်းအဖြစ်ပယ်ရှားမယ်ကိလေသာကိုပွားများခြင်းအဖြစ်ပယ်ရမယ်ဆိုတာဘာကိုဆိုလိုတာတော့ဘိုးစဉ်9ပါးကိုပွားများရမယ်လို့ဆိုလိုတာတဲ့ဟုတ်လားမပွားများရင်ဖြစ်နိုင်တဲ့ကိလေသာအာသောတရားတွေကိုပွားများခြင်းအဖြစ်မဖြစ်အောင်ကြိုးစားတာသူကြတော့သူကအကုသိုလ်ကိလေသာတရားတွေကိုအနုတ္တအဆင့်ထိပယ်ဖို့အတွက်ရည်မှန်းချက်ထားတဲ့ပုဂ္ဂိုလ်တွေကဘာလုပ်ကြမလို့ကြိုးစားကြရမှာသူမပါလို့မရအောင်အဲ့ဒီနေ့မှာဘုဇင်ဆိုတဲ့တရားလေးနော်ဘောဓိအင်္ဂဘုဇင်ကနော်ဘုဇင်ဆိုတာလေကဘောဓိရဲ့အင်္ဂရဲ့စကားလုံးနှလုံးပေါင်းထားတာအဲ့ဘောဓိဆိုတာကတစ္ဆာ၄ပါးကိုသိတဲ့မဲ့ဉဏ်ကိုပြောတာအင်္ဂဆိုတာအစိတ်ပိုင်းမဲ့ဉဏ်ရဖို့အတွက်လိုအပ်တဲ့အင်္ဂအစိတ်ပိုင်းတွေကိုဘောဓိအင်္ဂလို့ပြောတာအဲ့ဒါကိုပေါင်းလိုက်တဲ့အခါကျတော့ဘုဇင်က
ဒါကိုကားကိုပြောက်ပြီးတော့ဘုဇင်လို့အလွယ်လေးဆိုရတာပေါ့နော်အဲ့ဘုဇင်ဆိုတာဘာလဲလို့မေးမဉ္ဇဉ်ရဲ့အစိပိုင်းလို့ပြောတာလေဒီဆိုကြီးကဒီဘုဇင်ကိုဘယ်လိုအဓိပ္ပာယ်ဖွင့်လို့ဆိုတော့ငှက်တကောင်နဲ့ဥမာပေးတယ်တော့ငှက်တကောင်မွေးဖွားလာပြီဆိုရင်အမိဝမ်းကနေဥလေးဖြစ်နေမွေးလာတယ်ဒီကောင်လေးပြန်နိုင်ပြီလားဘယ်ပြန်နိုင်မလို့သူကအမိဝမ်းကောင်းတွေကဥဖြစ်နေပဲထွက်လာတယ်တခါအဲ့ဒီဥကိုအမေကဝတ်ပေးတဲ့အခါကျတော့ကောင်ပေါက်လာတယ်ကောင်ပေါက်လာတော့ဒီငှက်ပြန်နိုင်ပြီလားဆိုတော့မပြန်နိုင်သေးဘူးဘာလို့လဲတော့အတောင်မှမစုံသေးပဲကိုဟုတ်လားဥအနေနဲ့တခါထွက်တယ်ဥလေးရမှတခါထပ်ပြီးတော့ပေါက်တယ်ဝိဇတရဝါခေါ်တာပေါ့နော်နှစ်ခါပေါက်ရတယ်ဟုတ်လားပြန်နိုင်ပြီလားမပြန်နိုင်သေးဘူးအတောင်ပေါက်လာပြီအမွေးစုံလာပြီဆိုတော့မှသူဘာလို့ပြန်နိုင်တယ်ဒါငှက်ရဲ့သဘာဝပေါ့နော်အဲ့ဒါလိုပဲဦးဇင်းတို့နိဗ္ဗာန်ဆိုတဲ့ပန်းနိုင်ကိုပြန်တန်းပြီးတော့သွားလို့ကြတဲ့သူတော်ကောင်းတွေဟာလည်းပဲဘုဇင်9ပါးဆိုတဲ့အတောင်လက်ဆုံးရမယ်တဲ့နော်ဘုဇင်9ပါးကိုငှက်ရဲ့အတောင်လက်နဲ့ဥမာပေးတာအဲ့ကလေးကအမိဝမ်းကောက်ကဥအဖြစ်နဲ့ထွက်လာတယ်ဆိုတာဘာကိုညင်ညွှန်းတာတုံးဆိုတော့မွေးရပါစိတ်ယူစိတ်မိုက်ပျောက်ပြီးတော့တမာတိရှိအောင်တည်ငြိမ်အောင်ကြိုးစားအထောက်တာကိုညင်ညွှန်းတာတဲ့ဆိုကြီးကဝင်လေထွက်လေကိုရှုမှတ်လို့ပဲဖြစ်ဖြစ်ကာကတာတိတမျိုးမျိုးကိုပဲရှုမှတ်လို့ပဲဖြစ်ဖြစ်စိတ်ငြိမ်လာတယ်တီးလာတယ်ဆိုရင်ဒါစိတ်ယူစိတ်နှံပျောက်သွားတယ်လို့ဆိုအိမ်များသောအားဖြင့်ဒီကမားတို့ဦးဇင်းတို့တွေဟာတာမန်အချိန်မှာကိုယ်စိတ်ဟာယူနှမ်းနေဆိုတာမသိနိုင်ပြီမလို့ဘာဝနာပွားများကြည့်တဲ့အချိန်ကျမှနည်းနည်းလေးတောင်ငြိမ်မှုမလွယ်ပါလားဆိုတာသိရတယ်ဟုတ်လားဒါကြောင့်ဘာဝနာရှုတော့မှကြည့်မယ်ဆိုရင်တာမန်ပုဂ္ဂိုလ်တွေရဲ့စိတ်ဟာနော်ယူသွနေတဲ့စိတ်လို့ဆိုကြီးကပြောတယ်အဲ့တော့ကမ္မထံဘာဝနာတစ်မျိုးမျိုးကိုအသားကျအောင်ကြိုးစားလိုက်မှအဲ့ဒီစိတ်ယူစိတ်မဲ့ကပျောက်သွားတာအဲ့ဒါဥဖြစ်နေမွေးလာတာနဲ့တူတယ်တဲ့ဒါဆက်ပြီးတော့ဒီယုံနာခန္ဓာရဲ့မတည်မြဲတဲ့အိဋ္ဌအကောင်မဟုတ်တဲ့ဒုက္ခအနှစ်သာရကင်းမဲ့တဲ့အနတ္တအိဋ္ဌဒုက္ခအနတ္တလက္ခဏာရေးသုံးပါးကိုသိအောင်ကြိုးစားလို့သိလာတယ်ဆိုလို့ရှိရင်အဲ့ဒါဥတွေကနေထွက်လာတာလေမသိမှုအဝိဇ္ဇာဥက္ကုံကိုခွဲပြီးတော့ထွက်လာတာပြန်နိုင်ပြီလားနိဗ္ဗာန်ခရီးကိုသူပြန်နိုင်ပြီလားမပြန်နိုင်သေးဘူးလေဘာလို့လဲဆိုအတောင်လည်းမစုံသေးလို့အဲ့ဒီအတောင်လက်ကဘာကိုညင်ညွှန်းအောင်ဆိုဘိုးစဉ်9ပါးကိုပြောတာလေဟောဒီလိုတော့နော်ပထမအဆင့်စိတ်တည်ငြိမ်မှုရှိရမယ်ပေါ့ဒုတိယအဆင့်လက္ခဏာရေးသုံးပါးကိုသိရမယ်ပေါ့တတိယအဆင့်ဘိုးစဉ်9ပါးပြည့်စုံရမယ်အဲ့ဒါဆိုလို့ရှိရင်ငှက်တကောင်အတောင်ဆုံးသွားပြီဆိုရင်လူရခရီးကိုသူပြန်တန်းသွားလို့ရပြီဘိုးစဉ်9ပါးပြည့်စုံပြီဆိုရင်လည်းအဲ့ဒီပုဂ္ဂိုလ်ဟာနိဗ္ဗာန်ခရီးကိုပြန်တန်းလို့ရပြီနိဗ္ဗာန်တည်းဟူသောပန်းနိုင်ကိုသူရောက်အောင်ပြန်နိုင်ပြီလို့ဆိုလိုတာဒါကလေဒီဆိုတော်ဘုရားကြီးရှင်းပြတဲ့ရှင်းချက်ပေါ့နော်အဲ့တော့ဘုဇင်9ပါးကိုပိဋကပေါင်းတော်အောင်တို့အလုံးနားလည်ထားကြပြီးသားဖြစ်မလို့ထင်နော်တတိတံဘုဇင်ဓမ္မဝိရှယတံဘုဇင်ဝိရိယတံဘုဇင်ပီတိတံဘုဇင်ပတ္တိတံဘုဇင်တမာတိတံဘုဇင်ဥပေက္ခတံဘုဇင်ဟုတ်လားပွားများခြင်းဖြင့်ပယ်ရမယ့်ကိလေသာအာသောတရားကိုပွားများခြင်းဖြင့်ပယ်ရမယ်ဆိုတာဒီအခုပြောခဲ့တဲ့ဘုဇင်9ပါးကိုပွားများရမယ်လို့ဆိုလိုတာပတ္တိတံဘုဇင်ဆိုတာဘာပြောတာတော့ကိုယ်ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ထင်ရှားဖြစ်ပေါ်လာတဲ့သဘာဝတရားယုံနာတရားတွေကိုအမှန်အကန်အောက်မေ့အမှတ်ရပြီးတော့နေတာကိုတတိတံဘုဇင်လို့ခေါ်တာတတိပဋ္ဌာန်တရား၄ပါးရာမှာဖြစ်ပေါ်တဲ့တတိကိုဆိုလိုတာပေါ့နော်ဘာမှနားမလည်ကြမရှိဘူးနော်ဓမ္မဝိရှယတံဘုဇင်ဆိုတာဒီယုတ်ဒီနံဒီသဘာဝတရားတွေကိုပိုင်းခြားဝေဖန်စီစစ်တယ်ကိုကောက်ရင်ဉာဏ်ပညာပေါ့ဒါတွေကပုဂ္ဂိုလ်တ attva မဟုတ်ဘူးသဘာဝတရားတွေလို့အခြေခံပိုင်းဖြတ်ဟုတ်လားဒါတွေကဖန်ဆင်းထားလို့ဖြစ်တာမဟုတ်ဘူးအကြောင်းပဲဖြစ်တာလည်းမဟုတ်ဘူးအကြောင်းကျိုးသဘာဝတရားတွေလို့နားလည်အောင်ကြိုးစားတယ်ဒါတွေကဖြစ်ပြီးမရှိတော့တဲ့သဘောတွေပဲလို့အနိစ္စကိုသိအောင်ကြိုးစားတယ်ဒီယုတ်ဒီနံဒီသဘာဝတရားတွေဟာဘယ်လိုသဘောရှိတဲ့တရားတွေလဲလို့ဝေဖန်စီစစ်ပိုင်းခြားတာကိုဓမ္မဝိရှယလို့ခေါ်နော်သူလည်းပဲပွားများမယ်နိဗ္ဗာန်ရောက်ကြောင်းတရားအောင်ဓမ္မဝိရှယတံဘောရှင်ပြီးတော့ပါလာတော့ဝိရိယတံဘောရှင်အဲ့ဒီတတိနဲ့အဲ့ဒီအတိဉာဏ်ပညာကိုစင်စစ်မပြတ်ကိုယ်တန်တာမှာဖြစ်အောင်ကြိုးစားတာ။ဒါမှကြိုးစားရင်တတိယမဖြစ်ဘူး။ဟုတ်လားတတိဖြစ်အောင်ဘာလို့ဖို့လို့လို့ကြိုးစားဖို့လိုတယ်နော်ဒီတိုင်းနေရင်လည်းတတိကဖြစ်နေမှာမဟုတ်ဘူးဟုတ်လားအဲ့ဒါတတိဖြစ်နေအောင်ကြိုးစားနေတာကိုပဲဒီနေရာမှာပါခေါ်တော့ဝိရိယနော်ဒါပါလေဝိရိယတံဘောရှင်အဲ့လိုအရင်တို့တတိရဲ့ပညာရဲ့ဝိရိယရဲ့ကြိုးစားတဲ့အခါမှာစိတ်ထဲမှာကိလေသာကင်းတဲ့အတွက်ကြောင့်နော်နှစ်သက်မှုပီတိဆိုတဲ့သဘာဝတရားဟာဖြစ်လာတယ်အဲ့ဒါပီတိတံဘောရှင်စိတ်ထဲမှာနှစ်သက်တယ်ဟုတ်လားပြီးရင်ဘာဆက်ဖြစ်လာမလို့ပတ္တိတဲ့နှလုံးစိတ်ဝါငြိမ်းအေးတယ်နော်ဒါလည်းပဲဘုဇင်ပဲနော်ပွားများမှာဟုတ်လားပြီးရင်ဘာလာတော့တမာတိတဲ့
ညေးလာပြီဆိုတော့တည်ငြိမ်မှုရလာတယ်အစိတ်ချမ်းသာမှုရှိတဲ့အခါကျတည်ငြိမ်မှုရှိလာတာပေါ့နော်အဲ့ဒါဘာခေါ်တော့တမာတိတန်ဖိုးခြင်းအဲ့ဒီလိုတည်ငြိမ်မှုရှိလာပြီဆိုတဲ့အခါကျတော့နော်အလေအလတ်နော်လေးလူရှုနိုင်ခြင်းလို့ဆိုတဲ့မြင့်မြတ်တဲ့ဥပေက္ခသူတော်ကောင်းတရားဟာဖြစ်ပေါ်လာတယ်။ချမ်းသာလို့လည်းပဲနော်စိတ်တက်တာမျိုးဆင်းရဲလို့လည်းစိတ်ပြတ်တာမျိုးနော်အကောင်းဆိုးကြောင့်စိတ်မတွင်လို့ပဲနဲ့ချိန်ခွင်ရှာလို့ဟိုဘက်လက်ကောင်းမပြူဒီဘက်လက်ကောင်းမပြူအလေအလတ်တက်မှတ်စွာနေနိုင်တယ်။နော်လွန်မြင့်မားတဲ့သူတော်ကောင်းတရားတစ်မျိုးပေါ့နော်။အဲ့ဒါဘာလို့ခေါ်တော့ဥပေက္ခညတိမ်မွေးတဲ့သဘာဝတရားပေါ့နော်။အဲ့ဒါလည်းဗာလဲပွားများအထောက်ရမယ်ဘုရင်တရားအောင်။နော်အခြေခံကဒီဘုရင်ခုနှစ်ပါးထဲမှာဘာအခြေခံလဲလို့မေးရင်တတိယအခြေခံပဲ။ဒါကြောင့်ဦးဇင်းတို့အာနာပါနကမ္မဋ္ဌာန်းကိုစီပြန်လို့ရှိရဲ့တတိပဋ္ဌာန်တရား၄ပါးပြည့်စုံလိမ့်မယ်လို့ရသော်ဘုရားဟောတယ်။တတိပဋ္ဌာန်တရား၄ပါးကိုပြည့်စုံအောင်လုပ်မယ်ဆိုရင်ဘုရင်ခုနှစ်ပါးပြည့်စုံလာလိမ့်မယ်လို့ဟောတယ်။ဘုရင်ခုနှစ်ပါးပြည့်စုံလို့ရှိရင်ဝိဇ္ဇာဝိမု tti လို့ဆိုတဲ့မဲ့ညာဘုံညာနဲ့ပြည့်စုံမယ်လို့ဒီလိုအကြောင်းကျိုးဆက်ပြီးတော့ဟောတာလည်းရှိတယ်။ဟုတ်လား။ဒါကြောင့်ပိဋကပေါင်းတော်ဒါဘုရင်တရားလေးကိုအချင်းချုပ်ဦးဇင်းကပြောပြတယ်နော်။အဲ့တော့နံပါတ်6အသုံးချရမယ့်နိလန်းနော်မပွားများနေရင်ဖြစ်နိုင်တဲ့ကိလေသာအတောတရားတွေကိုပွားများခြင်းအဖြစ်မဖြစ်အောင်ကြိုးစားရမယ်။ဒေသနာမှာလာတဲ့အတိုင်းတိုက်ရိုက်ပြောရရင်တော့ပွားများခြင်းဖြင့်ပယ်ရမယ့်ကိလေသာတရားတွေကိုပွားများခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားရမယ်။ဒါရှုတော့မျိုးစုံကနေမြတ်စွာဘုရားဟောတာနော်အလွန်ပြည့်စုံတယ်လို့အစဉ်စိတ်ထဲမှာခံစားရတယ်ဟုတ်လား။ဒါကြောင့်အကုသိုလ်မဖြစ်ခြင်းမူဆင်းရဲဒုက္ခရဲ့အကြောင်းတရားပူလောင်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့အကုသိုလ်တရားတွေကိုကိုယ်ပေါ်မှာလည်းဖြစ်ခြင်းမူနှုတ်ပေါ်မှာလည်းဖြစ်ခြင်းမူစိတ်ထဲမှာလည်းမဖြစ်ခြင်းမူဆိုရင်ဒီနိလန်း6ရက်ကိုနော်ကျင့်သုံးကြဖို့မလိုဘူးလားလိုတယ်နော်သူ့နေရာနဲ့သူပဲနော်အကုန်လုံးကအရေးပါတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်စောင့်ကြည့်မှုဖြင့်ပေးရမယ့်အာသောတရားကိုစောင့်ကြည့်ခြင်းဖြင့်ပေးရမယ်မိဝဲခြင်းဖြင့်ပေးရမယ့်ကိလေသာတရားတွေကိုမိဝဲခြင်းဖြင့်ပေးရမယ်တိခဏ်ခြင်းဖြင့်ပေးရမယ့်ကိလေသာအာသောတရားကိုတိခဏ်ခြင်းဖြင့်ပေးရမယ်ရှောင်ကျဉ်ခြင်းဖြင့်ပေးရမယ့်ကိလေသာအာသောတရားတွေကိုရှောင်ကျဉ်ခြင်းအဖြစ်ပေးရမယ်ဖယ်ဖြောက်ခြင်းအဖြစ်ပေးရမယ့်ကိလေသာတရားတွေကိုဖယ်ဖြောက်ခြင်းအဖြစ်ပေးရမယ်ပွားများခြင်းအဖြစ်ပေးရမယ့်ကိလေသာတရားတွေကိုပွားများခြင်းအဖြစ်ပေးရမယ်တဲ့ဟုတ်လားဒါကမကောင်းမှုရှိအောင်ဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်နော်ဘယ်လောက်ထိကျေပြန့်မှုနည်းနည်းမှုရှိလဲဆိုတာလေးကိုဆက်ပြီးတော့စဉ်းစားဖို့ဒီဒေသနာကိုပြောပြတာဟုတ်လားဒါကြောင့်ဒီကနေ့ညမကောင်းမှုရှောင်ကတော့ဒီလောက်နဲ့ပြီးအောင်နော်အချိန်ကစေနေပြီဟုတ်လားမနေ့ပြန်ကောင်းမှုရှောင်နော်ကောင်းမှုတွေရဲ့အကြောင်းပြောကြတာပေါ့နော်တပတ်ခါအစိတ်ကိုဖြူအောင်ထားတဲ့အကြောင်းကိုပြောတာပေါ့နော်အဲ့တော့ဦးဇင်းတို့ပေးတဲ့ဘောင်းတော်ကောင်းတို့နော်ညာတိုင်းလုံးမယ်လို့ရည်မှန်းထားတဲ့အမြင့်မြတ်တဲ့တန်ရှင်းစင်ကြယ်တဲ့အချင်းမြတ်ကိုလည်းပဲကျင့်သုံးကြအောင်မယ်နော်တော့အလုံးတရားဘာဝနာကိုနာယူပြီးတဲ့နောက်မှာတရားဘာဝနာအလုပ်ကိုကြိုးစားအထောက်ကြရအောင်အလုံးမိမိတို့ကြိုးစားအထောက်နေတဲ့နည်းများနဲ့ကြိုးစားအထောက်မယ်ဆိုရင်လည်းပဲကြိုးစားအထောက်နိုင်ကြပါတယ်ဒီနေ့ဒီရောက်လာတဲ့ပုံကိုယ်တွေလည်းပဲရှိတဲ့အတွက်ကြောင့်ဦးဇင်းတို့ပြောတဲ့နေ့တိုင်းကြိုးစားအထောက်မယ်ဆိုရင်လည်းပဲကြိုးစားအထောက်နိုင်ဖို့နည်းနည်းပြောပါမယ်ခန္ဓာကိုယ်ကိုတတောင်းတတအနေထားလေးနဲ့ထိုင်ပါချမ်းသာသလိုလေးထိုင်ပါစိတ်ကိုလျှော့ထားပါခန္ဓာကိုယ်ကိုလည်းလျှော့ထားပါတင်းမထားပါနဲ့ခါကိုအနေငယ်စမ်းထားပါခေါင်းကိုတဲထားပါဘုရားယန္တာရိယသူတော်ကောင်းကြီးများအလွန်တန်ဖိုးထားပြီးတော့မျက်နှိုးတဲ့ဘာဝနာလုပ်ကိုကြိုးစားအထောက်ရတော့မယ်ဆိုတဲ့စိတ်နဲ့ဝမ်းသာမှုကြည်နူးမှုအပြည့်နဲ့ကြိုးစားပါ10မိနစ်ခန့်ကြိုးစားကြမယ်မိမိတို့ရဲ့စိတ်ကိုနာသီးပြားကိုအာယုံဖြူပါဝင်လေဝင်နေတာရှိပါတယ်ထွက်လေထွက်နေတာရှိပါတယ်ဒီခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ဒီဝင်လေထွက်လေဟာဒီခန္ဓာကိုယ်ကြီးကသူ့အလုပ်သူကိုလုပ်နေသောအဖြစ်ဖြစ်ပေါ်နေတယ်ကိုယ်ကလုပ်နေတာတော့မဟုတ်ဘူးခန္ဓာကိုယ်ကြီးကသူ့အလုပ်သူလုပ်နေတာလေးဝင်တိုင်းနာသီးပြားတနေရဘူးထိခိုက်ပွတ်တိုက်ပြီးတော့ဝင်သွားလိမ့်မယ်ထွက်လေထွက်တိုင်းလည်းပဲ
နာသီပြတနေရာရာကိုထိခိုက်ပုတ်တိုက်ပြီးတော့ထွက်သွားလိမ့်မယ်အဲ့ဒီဝင်လေထွက်လေကြောင့်ဖြစ်ပေါ်သွားတဲ့ထိမှုသဘောကိုတလက်ဆက်သိအောင်ကြိုးစားဖို့ပါဝင်လေဝင်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားပါထွက်လေထွက်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားပါခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝအမှန်မှာဒါကိုမှန်မှန်ကန်ကန်သိနေခြင်းအဖြစ်ဒီခုနကပြောခဲ့တဲ့တတိတန်ဖိုးခြင်းကိုပွားများနေတာတတိဆိုတာပညာရဲ့အင်္ဂါအစိတ်ပိုင်းပဲနိဗ္ဗာန်ချမ်းသာကိုသိနိုင်မြင်နိုင်လို့အတွက်မဉ္ဇဉ်ရရှိဖို့အတွက်မဉ္ဇဉ်ရဲ့အင်္ဂါအစိတ်ပိုင်းတွေလိုအပ်တယ်အဲဒီတတိကိုစဉ်ဆက်မပြတ်ဖြစ်အောင်ဝိရိယနဲ့ကြိုးစားပါဝင်လေဝင်တိုင်းထီတိုင်းသိအောင်ကြိုးစားပါထွက်လေထွက်တိုင်းထီတိုင်းသိအောင်ကြိုးစားပါအမြင့်မြတ်ဆုံးသောလုပ်ငန်းကိုကြိုးစားလုပ်ကိုင်နေကြတာဘာလို့အမြင့်မြတ်ဆုံးလို့ပြောရလဲထီတာကိုသိနေတိုင်းသီလသမာဓိပညာသိက္ခာ၃ရပ်မိမိတဏ္ဍာမှာတည်နေတာဒါကြောင့်မြင့်မြတ်တယ်လို့ပြောရတာထီတာကိုသိတာကာယကဝစီကအောင်ကျမှုအပြစ်ရှိမှုတွေကင်းကွာနေတယ်ဒါကြောင့်သီလသိက္ခာသီလသာသနာနဲ့မိမိတဏ္ဍာမှာတည်နေတယ်ထီတာကိုသိနေတော့မှမနောကစိတ်ထဲမှာတောင်းကျမ်းမှုမရှိတဲ့အတွက်ကြောင့်သမာဓိသိက္ခာလည်းတည်နေတယ်ထီတာကိုသိနေတဲ့အချိန်မှာဝါခန္ဓာရဲ့အမှန်ကိုသိနေတာဖြစ်တဲ့အတွက်ကြောင့်ပညာသိက္ခာပညာသာသနာလည်းတည်နေတယ်ရှိနေတယ်ဒီလိုနားလည်ရမှာဒါကြောင့်ထီတာကိုတည်တိုင်းတမိုးကြီးမားတဲ့အဆုံးအမတွေကိုလိုက်နာနေတာအလွန်မြင့်မြတ်တဲ့အလုပ်ကိုလုပ်နေတာဒါကြောင့်ထီရောက်ကြိုးစားပါတည်ချာလုပ်ပါစီဆက်လုပ်ပါကိုဘလို့လုပ်တယ်လဲဆိုတာကိုဘလို့လူလဲဆိုတာရဲ့အဖြေပါခပ်ပေါ်မလုပ်ပါနဲ့ရွတ်တီရောရဲမလုပ်ပါနဲ့လေးစားလုပ်ပါဝင်တိုင်းထီတိုင်းသိအောင်ကြိုးစားပါထွက်လေထွက်တိုင်းထီတိုင်းသိအောင်ကြိုးစားပါဝိမုစရောဘုရားကြီးကထီတာကိုသိနေတဲ့အချိန်မှာလောဘဒေါသမောဟတွေဖြစ်ခွင့်ရလို့မဖြစ်ဘူးဒါကြောင့်အလွန်မြင့်မြတ်တယ်လို့လူရင်းကြပြောပါတယ်ကိုယ်စိတ်ကလေးဖြူစင်တန်ရှင်းရအောင်ကြိုးစားနေတာစိတ်ဓာတ်ဖြူစင်တန်ရှင်းမှသိတဲ့ဓာတ်ကိုသိနိုင်တာဒါကြောင့်ဒီခန္ဓာရဲ့သဘာဝအမှန်ဖြစ်တဲ့ဝင်လေထွက်လေကြောင့်ဖြစ်ပေါ်နေတဲ့ထိမှုသဘောကိုတလက်ဆက်သိအောင်လုပ်ပါစိတ်လိုမလိုက်ပါနဲ့ဘာပဲဖြစ်တလက်ဆက်သိအောင်ဒီအချိန်လေးမှာကြိုးစားမယ်ဆိုတဲ့စိတ်နဲ့လုပ်ပါလက်ဖြစ်တဲ့အတွက်တွင်မှာစိတ်ဟာကတိတသိန်းလောက်ဖြစ်ပြီးချုပ်တယ်လို့အလုံးကြားဘူးတယ်ထီတာကိုသိနေတဲ့ချိန်မှာအချိန်ကာလ
ကြာမြင့်မိမယ်လို့ကုသိုလ်ကောင်းမှုတွေအများကြီးဖြစ်သွားတယ်ဒါကိုနားလည်ဖို့လိုတယ်ထီတာကိုတည်တိုင်းမြင်မာတဲ့ကုသိုလ်ကောင်းမှုကိုရအောင်ကြိုးစားနေတာစိတ်တွေဆက်တည်အောင်လုပ်ပါဝင်တိုင်းထီတိုင်းတည်အောင်လုပ်ပါထွက်တိုင်းထီတိုင်းတည်အောင်လုပ်ပါဝင်ဒီတစ်ခုတွင်မှာဖြစ်ပေါ်နေတဲ့ထိမှုဟာတစ်ခုလည်းမဟုတ်ပါဘူးထိမှုသဘောတွေတစ်ခုပြီးတစ်ခုဖြစ်ပေါ်သွားတာစင်မပြတ်ဖြစ်ပေါ်သွားတဲ့ထိမှုကိုအသေးစိတ်သိအောင်ကြိုးစားပါထွက်လေကြောင့်ဖြစ်ပေါ်သွားတဲ့ထိမှုဟာလည်းတစ်ခုလည်းမဟုတ်ပါဘူးထိမှုသဘောတွေတစ်ခုပြီးတစ်ခုစင်မပြတ်ဖြစ်ပေါ်နေတာဒါကိုအသေးစိတ်သိအောင်အားစိုက်ပါလုံနိုင်ခဲ့တဲ့အလုပ်ကိုလုပ်နေတာအကြောင်းလေးစုံလို့လုပ်ရတဲ့အချိန်လေးမှာစိတ်ပါလက်ပါထိထိရောက်ရောက်လုပ်ပါအချိန်ကာလခဏလေးရှုပ်ပြီးတော့ခပ်ပေါ်မလုပ်ပါနဲ့ပြီးပြင်းလုပ်ပါဝင်တိုင်းထီတိုင်းတည်နေအောင်လုပ်ပါထွက်တိုင်းထီတိုင်းတည်နေအောင်လုပ်ပါဒီကသုံးပုံကိုအနှစ်ချုပ်ရင်ဘောဓိပက္ခိယတရား39ပါးရတယ်လို့ဆိုပါတယ်ဘောဓိပက္ခိယတရား39ပါးကိုအနှစ်ချုပ်ရင်မဂ္ဂင်10ပါးရတယ်လို့ဆိုပါတယ်မဂ္ဂင်10ပါးကိုအနှစ်ချုပ်ရင်သီလသမာဓိပညာသိက္ခာ3ပါးရတယ်လို့ဆိုပါတယ်သိက္ခာ3ပါးကိုအနှစ်ချုပ်ရင်တော့အပမာဒဆိုတဲ့တတိတရားတစ်ခုရတယ်ဒါကြောင့်ထီတာကိုတည်တိုင်းတတိတွေဖြစ်နေတာတာမန်နေတဲ့အချိန်နဲ့မတူပါဘူးတာမန်နေတဲ့အချိန်ကတောင်တွေးမြောက်တွေးဒုတိယမဲ့တွေးနေတာခန္ဓာရဲ့အကြောင်းကိုသိအောင်မြင်အောင်ကြိုးစားနေတာဝင်တိုင်းထီတိုင်းသိနေအောင်လုပ်ပါထွက်တိုင်းထီတိုင်းသိနေအောင်လုပ်ပါဝင်ထွက်လေကြောင့်ဖြစ်ပေါ်တဲ့ထိမှုမထင်ရှားရင်မိမိခန္ဓာမှာတခြားဖြစ်ပေါ်နေတဲ့ထင်ရှားတဲ့ထိမှုသဘာဝတွေကိုသိပြီးတော့လည်းနေနိုင်တယ်
တစ်မျိုးပြီးတစ်မျိုးတစ်ခုပြီးတစ်ခုဖြစ်နေတာကိုသိနေအောင်လုပ်ပါအတန်ကြားနေတာရှိတယ်သိနေအောင်လုပ်ကြည့်ပါထိနေတာတွေအမျိုးမျိုးနေရာမှာဖြစ်ပေါ်နေတာရှိတယ်သိနေအောင်လုပ်ကြည့်ပါစိတ်ထဲမှာတွေးကြံနေတာတွေရှိနေရင်ဖြစ်နေရင်လည်းအဲ့ဒါကိုသိနေအောင်လုပ်ပါဖြစ်ပေါ်လာသမျှကိုတလဇက်သိနေအောင်ကြိုးစားမယ်ဆိုရင်လည်းရပါတယ်ဝင်လေထွက်လေကြောင့်ဖြစ်တဲ့ထိမှုသဘောထင်ရှားတယ်ဆိုရင်တော့အဲ့ဒီထိမှုကိုပဲတလဇက်သိအောင်လုပ်ကြည့်ပါကုသိုလ်ကောင်းမှုဆိုတာလုံးမယ်လို့စိတ်ဖြစ်ုံများနဲ့မြင့်မြတ်လာပြီလို့မြတ်စွာဘုရားဟောပါတယ်တကယ်လို့ဖြစ်တယ်ဆိုရင်ဘယ်ပြောဝရရှိမလဲလို့ဒီလိုဟောပါတယ်ဒါကြောင့်ကုသိုလ်ကောင်းမှုတွေထဲမှာမှတန်ဖိုးကြီးမားလာတဲ့ဘာဝနာကောင်းမှုကိုဖြစ်အောင်လုပ်နေတာဝင်လေဝင်တိုင်းထီတယ်ထီတိုင်းဒလဇက်အသေးစိတ်သိအောင်လုပ်ပါထွက်လေထွက်တိုင်းထီတယ်ထီတိုင်းအသေးစိတ်ဒလဇက်သိအောင်လုပ်ပါဒီကြိုးစားအထောက်မှုကတန်ဖိုးကြီးလာတဲ့ကြိုးစားအထောက်မှုပါမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်ဖို့ဖြစ်ပြီးသားအကုသိုလ်တွေကိုပယ်ရှားဖို့မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်ဖို့ဖြစ်ပြီးသားကုသိုလ်တွေတိုးတက်ခိုင်မြဲဖို့ဒီလိုရည်ရွယ်ချက်နဲ့အထုတ်နေတဲ့ဒီဝိရိယဟာတမ္မာဝါယမမှန်ကန်တဲ့မြင့်မြတ်တဲ့ကြိုးစားအထုတ်မှုပါဒါကြောင့်ထိမှုသဘောကိုတလဇက်သိနေအောင်အားစိုက်ပါလောကမှာဘာဘူးမှမကြိုးစားဘဲနဲ့မရပါဘူးကြိုးစားရတယ်အားထုတ်ရတယ်ကိုယ်ထဲမှာရှိတဲ့မြင့်မြတ်တဲ့အားတွေကိုထုတ်ပါတတိအားဝိရိယအားတတ္တာအားသမာဓိအားပညာအားဒါတွေကိုကြိုးစားပြီးတော့ထုတ်ယူပါဒီလိုပါတန်ဖိုးကြီးတဲ့အလုံးရှုံးကြည့်တဲ့တတ္တတရားအခြေခံအားကောင်းမှုလိုတယ်ဒါမှကြိုးစားမှုဝိရိယအားထက်သန်မှာဝိရိယနဲ့ကြိုးစားမှတတိဆိုတာဖြစ်တာတတိအားတတိဆိုတာစင်စစ်မပြတ်ဖြစ်မှတည်ငြိမ်မှုရှိတဲ့သမာဓိကရနိုင်တာတည်ငြိမ်မှုသမာဓိရှိမှဖြစ်မှယုံနာခန္ဓာရဲ့အခြေအနေမှန်ကိုသိမြင်တဲ့ပညာဆိုတာဖြစ်ထွန်းလာတာတတ္တဝရိယတတိသမာဓိပညာပါအဲကျွန်တော်15မိနစ်တောင်ရှိပါပြီ
Hello, Jinsi Mahi. Dini pay the bound to the Susa Atojaya do. Tana Dila Tamari Pina Kudo Kamu, Suzuru yet, Swanta Dija. Yadvi Rodi, Menya Punya Menivango, Lemian Tocha, Yamau Pubia Sigondo, who Padana, our soup, Puja, Konya, the tea. Hello, Sudanya Nyawajaya, no? Mimiro Pilota, Kudu Kamu, Sudu, Ayam Pubiro, Pikudo Kamu, Sudu, yes, Swanta Dija, Piadvido Rodi, Menya Punya Menivango, Lemian Tocha. Yamau Pubia Si, Sudanya me, Alono Tatorana Kudu Kamu Yapuanga, Nyaya Biro, Chana Javasi, Lucina Mida Shita Biro, Miada Mia Biwijame, Alo Nyanya Sujaya. Ashempaya, Yadvido Dodi, Shani Yaku, Pulu Ato, Dana Tila, Madi Pina, Kudu Kamu, Asusuru Jao, Nanyan Punya, Yanei Bangu, Mimian Tocha, Yamau Pua Walu I. Shempaya, Ikamu, Ikuduru I, Puagago, Attention, Shimeshi Pikono, Bowa Miva, Swimio Tajino A, Satayi, Tauzedabo, Sendi Kundo, Adwa Nandaro A. Tadu Tanya Ewi Ngabai Anya Yajayi Osei Nepya Jama Shana Jadi Pshitja Pazido Alo Jajadanya Anya Shuro Moja Vagono Adu, Hello, Chacha, Amya, Shuro, Muja, Agolo, Adu, Hello, Chacha, Amya, Shuro, Muja, Agolo, Adu. Hello, Kusin